အရှင်ကွန်းတင်ညထေရပါရံတရားတော်ရှင်ကွန်းတင်ညထေရပါရံတရားတော်ကိုမဟောကြားသိမိမနာကြားသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုရောသေးတော်လုံးရှင်မောရှိခိုး၍ဓမ္မသဘင်စတင်ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်အုပ်ချပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားခြေကျူကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်ဥရေတိဓာနိလောကေညုသံတိမာဓမ္မတိရကုဘာဝတေတိဣမေသံတုဓမ္မရံတိဓာတုစုဓာနိဓာနိဘုရားတိဟုသောယရဏစံယုံကြောင့်တရပံငုံတော်ဖြံဖြံစံစုံတင်၍စွမ်းကုန်ပွင့်ရမည်ယခုခါကာလသမယ၌ဓမ္မတိရကုရွှေမြရောင်နေလာရောင်တွေလာရောင်တို့ထက်ကရေကရမကဝင်းကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သဖြင့်ကဗ္ဗတလွမ်းမှာယရဏတရားဒီဟုသောရှောင်းဝါလည်းရှိတော်မူပါပေထသောလောကီညူလူအကြောင်းတွေနတ်အကြောင်းတွေမြမအကြောင်းတွေနဲ့ကဗ္ဗအကြောင်းတွေရှိရှိသမျှမိမိရရအခက်မဲ့ထေမြရှင်ဗဒမြလက်တင်ထသကဲ့သို့ပိုက်ချဝေဘံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါပေထသောစန္ဒီမာတကဘာလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်တာလိုခဏမပေါ်လာလည်းရင်တမြော်ကမန္တေလျာသည့်စံဝေပွင့်ပုံတွင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုဖြာခွင်၍အလင်းတတကြီးကြီးနှင့်ဖောဝူရီတောင်ထိပ်စီမှာမြရောင်ကြီးတပိတ်ဖိတ်နှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမှာလေးယုံကိုလဲရ၍400ကိုမြန်တော်မူတိရကုမြန်နန်းနှင့်လာဆန်းယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုရောမြတ်ကြီးဖရာတွင်တွင်ဘူးအပြင်ဘူးအစင်ဘူးကအဘုကကြသဖြင့်အဘုဒ္ဓရှိသူတွေကိုဘုဒ္ဓတွေချုပ်ငြိမ်အောင်ယုတ်သိအိမ်များစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပ္ပအနိတဆော၍မြတ်သောဝါဒနာခိုင်ညသဖြင့်ဓမ္မရာအတိုင်းဖြောင်းဝန်းစွာနေကြကုန်သောဣမေလံတုရှေဘဝဇယိတို့ကြောင့်အေးများကိုသာကြိုက်၍နေကြကုန်သောထိုများစွာတတ္တဝါနန္ဒမန္တမြတို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးဒီဘုံတော်6ခန်းတရားတော်ဒီဟုသောမြရောင်ကြည်ပန်းတို့ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌံမချောခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာအမတမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝဲစံတကြီးကြီးတလီလီပပဝင်၍ထောလင်းတော်မူလဲပါကဗ္ဗမောင်မတိမြရောင်ကြီးညွန်ဟုတို့ဖြင့်အထူးကျက်တရေမဆုံးနိုင်သည့်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးဖရာဆိုလိုက်ပါစัจ java လာအနန္တ၌လုံးစုံခန္တိတတ္တဝါတွေကိုမတန်တံဘူပံဆွဲတဲ့ကိုစင်ရဲ့လည်းကင်ပါစေဘေးတန်တန်ယံခသိမ့်တို့ရှောင်းကတိတ်လို့ငြိမ်ပါစေ
စိတ်မှတန်တန်ပူပန်ဆွဲတဲ့စိတ်ဆင်းရဲလည်းကင်းပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်စံမြဲနိုင်ပါစေအဲ့ဒါကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့တံပါပေစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်နတ်မြမာတွေကိုမတန်တန်ပူပန်ဆွဲတဲ့ကိုဆင်းရဲလည်းကင်းပါစေဘေးအတန်တန်ရန်ခတ်သိမ့်တို့ရှောင်းကတိတ်လို့ငြိမ်ပါစေစိတ်မှတန်တန်ပူပန်ဆွဲတဲ့စိတ်ဆင်းရဲလည်းကင်းပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်စံမြဲနိုင်ပါစေအဲ့ဒါကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့တံပါပေသဗ္ဗိတိယဝုသန္တုသောကောရောဂဝိနာတတုမာတေဘွန်တုံတရာယဒုက္ခိတိကာယုကောဘဝသဗ္ဗိတိယလုံးစုံသောဘေးဥပယောဂအန္တရေဟူသမျှပေါင်းတို့သည်ဝိဝေသံတုရှောင်လွယ်ပြောက်ပြကြပါစေကုန်သောကောစသောကတရားသည်၎င်းယောဂောစကအနာယောဂသည်၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မာဘွန်တုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတာကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီဃာယုဂတယတောင်းကိုကြော်လှမ်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအာတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့ရှင်ကွန်းတင်ညထေရပါရံဟောမဲ့ဓမ္မသဘင်တရားဝဲကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွဲ့ပါတယ်ဒီနေ့ဟာဝါဆိုလပြည့်နေတဲ့ဗာနေ့လည်းပြောဣတိပတနာမိဂရာဝံတော်မှာဒီနေ့ပဲရှင်ကွန်းတင်ညတို့သောတပန်တည်တဲ့နေတဲ့လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကဒီနေ့ဒီအချိန်ကာလယခုချိန်ဆိုရင်ဒါမြတ်စွာဘုရားမိဂရာဝံကြွနေတဲ့အချိန်ပေါ့မိဂရာဝံမရောက်တရောက်ပေါ့မိဂရာဝံတော်ကိုရောက်တဲ့အချိန်မှာဘုရားရှင်ကိုရောမြတ်ကဓမ္မစကြာတရားကိုဟောတာဟောတော့အဲ့ဒီမှာကြွတန်းဝင်တာရှင်ကွန်တင်ညာဗတ္တိယဝောပမဟာနံအတဇိလို့ခေါ်တဲ့ပင်စဝက်ခီပင်စဆိုတာကငါဝက်ခဆိုတာကအစု၅ပါးတစုစုနေတာမလို့အဲ့ဒီကိုတော့၅ပါးကိုပင်စဝက်ခီလို့ဒီလိုခေါ်တာအဲ့ဒီပင်စဝက်ခီ၅ဦးထဲမှာအကြီးဆုံးဖြစ်တဲ့ကွန်တင်ညာအဲ့ဒီကောတညာမထေရကြီးရဲ့ဘဝခရီးကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အားတင်ပြရမယ်ဆိုရင်ဒီကဘာကနေပြန်ပြီးတော့ရေတွက်လို့ရှိရင်ကဘာတသိန်းထက်မှာပွင့်တော်မူသွားတဲ့မြတ်စွာဘုရားကဗဒုမုတ္တရမြတ်စွာဘုရားအဲ့ဒီဗဒုမုတ္တရမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တိုင်းပြည်ကဟံသာဝတိပြည်တဲ့ဗာပြည်တဲ့ဟန္တာဝတိပြည်မှာဟောဒီကွန်တင်ညာအလောက်မျိုးကောင်းသားသည်ဥစ္စာဒနာကျွဲဝသောဂဟပတိမဟာတာလမျိုးမှာဖြစ်ပါတယ်တဲ့ပစ္စည်းဥစ္စာကျွဲဝချမ်းသာသောဂဟပတိမဟာတာလမျိုးမှာအမျိုးကောင်းသားဖြစ်ဘရုမုဒ္ဒရမြတ်စွာဘုရားရှင်ကိုရမြတ်ကလည်းပဲဖွာရဌာနီဟန္တာဝတိတို့ပြန်ကြွတော့မူလာတော့
Baru Modara Miaswa Piaye, Camero Mini Namega Ananda Mini Paya Tani Handa Wadi, Camero Pia Shia, Ya Handa Wadi Pigo, Pianare Kajaro, Camero Piaga, Taro Piago, Sonkate. Ananda Meniga Dane Sonka, Tainubidadega Subido Dane Sonka, Arilo Dele, Simeon Dele, Tainubidadi Dele, Simeon Dele, Tainubidadi Dele, Arilo Sonka, Nyadai Nyadai, Edi Sonka de, the mother in the Awaji, Shide, Sonka de Mandadima. The mother in the Awaji, Shido, Shenkontenya, Lao, Muganda Leve, Diana Doavale. Diana Duado, the Kudo Nyabo, Yajin Goromiaka, Erima, Yahani Rema, Rumodura, Yaga, Dutangarori, Darori Rema. They kawa ajido. They kawa ajido, Yana Davago, Eri Diabo Nyama, Ratenu, Salubiora Ratenu, Yomalu Biorano, they kawa ajido, Wachide Neyama, Ede Warugo Lupe. Eri Wadugo nu Beda, Shenkodenya, allow Myogang Dandi, Diana Nayanga, the body jar, the body jar, Naleva, the Suda Piasin, Koromia, lettered Doma. Egedo Radinu, Edede, web Beijing Kayade, Yahandaba, Shishin like that. If Shishin Abazaga, Bione Lumia, Dikara, Kudo, Kaumu, Lobidoma, shoot down Yale me. Era Jamolo, Bonito, Shenkodenya, allow Myogang Dadi. Baru Modara, Miaswabia, Mushido, Tangaro, Miago, Bedai, Eshema, Mandaji, Tolo, Sonkata, Koneye, Sonlo, Jubeji, Penayele. Koneye, Dina, Baru Modara, Mushi, the Tangaro, Tate, the Tangaro, Balaudo, so Tate, Naumare. Tangaro the Dingo, Bemido, Songa de Koneye, Pire Nijaro, Eddie Brumodara, Miaswabia, Shinkoromian, Tanga the Dingo, Tisi, Waray, Tengan, Lure, Tisi, Waray, so that Tengan, don't te. Tavada Vago, Tengan, don't Lula. Tengan, don't so that Mata, Auga, what the Demaye, Aboga, what the Egadi, Erago, Dui, solo called it, Dui, so that Naku, a soul like. Twizo lo called Timaga, Tixi, what I saw, don't go shit it. The Kuga Varons are the tap any. Do go low, let call it. Eddie do go ye, Egadi, Demaye, Eddie don't go, Tixi, what I look call it. The Valin, Tixi, what I think, don't Ka Bidoma, Edima, shoot down and think at the thing with Lubidoma. Baru Modara Miaswa Piago, shoot down the Piantama, shoot down the Bono Gido, Mudomiaswa Pia. The video the Koneye Dine, Nangiga Tana, Solo, Jibwaji, Dudaya, the Kudokan. Then around that day, the Vada Valin, this way, then Annie, Ludaya, the Kudokan. Eddie Kudo Kamuri, the video, the child of Sugo, Madonna Mauvia. Oh, the Niganya Ronga, Shembea, Tangaro, Alema, Yana Davago, Ratenu, Taikawa, Achizo, what does it be that with Vido, Aja, Lolo. The Vido, the Levet, the Suit of Yashin Koromia, let it Doma, Eric Korojike, Ratenu, Ede, Buego, Yaya Valu, E. Shoot down your. Shoot down a Kajara, Badu Modara, Miaswa, Piaga, Anakatan Tak Nyan of She, Anagaranda Nyansura, Anakaku Chida. How did I leve day? Anagadanda Nyando Miabi, Anagago, Sene Mido Chido Mulade Kama. Tigani now Kavanta de Yao Yen, Bada Kavama, Lesu, Miao, Korama, Pia Yellow Puleme. Eri Gorama, Piashin Goromia, let it go. Baranadi Pianiga Mikada Doji Daman, Damas Saja, the Yaro, Najabido, then down a soup, Yele Bell, Nagatamba, Nyano Yashi, Miendo Mudoma, Erima, Contenya, allow Mahada Lago. Piadi B. Piadi B, one day later, I down a soup, Yele me, so be the Erima, Kudo Kamuri, Pulo Yen, Pieta Ye. Baru Modara Miaswa Piachin Koromia, Brene Van Sano Mudabi.
ဘုရားမောဒရာမြတ်စွာဘုရားပြိဋိဘံစံတော်မူသွားတော့အဲ့ဒီဘုရားရဲ့ယုတ်ကလတော်ကြီးကိုခုနှစ်ယူဇနာမြင့်နဲ့တရိရစေတီတော်ကြီးတဲတယ်အဲ့ဒီစေတီတော်ကြီးတဲတဲ့ပွဲမှာဟောဒီကွတ်တင်ညအလောင်းအမျိုးကောင်းသားဟာယရဏတိုက်အိမ်ကြီးဆောက်လို့လူတန်းတယ်တဲ့အဲ့ဒီဘဝမှာကုသိုလ်ကောင်းမှုနှစ်ခုပြုတဲ့ပြေးသားကြီးဘယ်နှခုပြုလဲတခုကဘုရားမရှိတဲ့တန်ခါတသိန်းကို9ရက်တိုင်နဲ့ဆွန့်ကတ်တယ်တိစ္ဆယရိသင်္ကန်းလှူတယ်တခုကဘုရုမုဒ္ဒရာမြတ်စွာဘုရားပြိဋိဘံဝန်ဆံကျုံချင်းဘဝဇသိမ့်ပြီးတော့ယုတ်ကလတော်ကြီးကိုယရဏအိမ်ကြီးဆောက်ပြီးတော့လှူဒန်းတယ်တဲ့အဲ့ဒီဘဝကနေမနေလို့သေးတော့နတ်ပြည်ကိုတက်သွားတယ်နတ်ပြည်မှာနတ်တတံကုံလူပြည်ကိုပြန်ဆင်းလာအပယ်လေးပါးကိုမသွားရဘဲနဲ့လူပြည်နတ်ပြည်စုံစမ်းသွားလာလိုက်တာဘလောက်ကြာတော့ဆိုလို့ရှိရင်ကဘာပေါင်း9,900တဲ့ယန္တာကြီးများပါရမီဖြည့်ရကာလကိုကြည့်ပေးတယ်ကဘာပေါင်း9,900တို့ကာလပတ်လုံးကြားတယ်အဲ့ဒီလိုကြားပြီးအပယ်မသွားဘူးလူပြည်နတ်ပြည်ပဲစုံစမ်းသွားနေတာလောကသုံးပါးမှာဘုရားတဆူထပ်ပွင့်တဲ့ဘေးတတ်တွေဝိပတ္တိမြတ်စွာဘုရားတဲ့ဝိပတ္တိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မြို့တော်ကဗန္ဓုမတိမြို့တဲ့ဗာမြို့တဲ့လေဗန္ဓုမတိရွှေမြို့တော်မှာအလွန်တရာဥစ္စာကျွယ်ဝတဲ့တကြွယ်မျိုးမှဖြစ်ပြီးတော့နာမည်ကမဟာကာလတဲ့ဘယ်သူတဲ့လဲသူမှညီလေးတယောက်ရှိတယ်တဲ့စူလကာလတဲ့ညီကိုနှစ်ယောက်ပဲရှိတယ်အဲ့ဒါညီကိုနှစ်ယောက်ဝိပတိမြတ်စွာဘုရားလက်ထက်တော်ဗန္ဓုမတိနေပြည်တော်ကြီးမှာတကြွယ်မျိုးမှဖြစ်ပြီးတော့လက်ဧကကြီးလည်းပင်မြောက်များစွာပိုင်ဆိုင်တယ်ပြေးတိုင်းအဲ့ဒါဝိပတိမြတ်စွာဘုရားပွင့်တော်မူတော့ဒီဝိပတိမြတ်စွာဘုရားကိုဝိပတိဘုရားရဲ့ခမဲတော်မင်းကြီးနာမည်ကဗန္ဓုမမင်းကြီးတဲ့အဲ့ဒီဗန္ဓုမမင်းကြီးကသူ့သားတော်ကိုသူဘလောက်ချစ်တုံးမြတ်နိုးတုံးဆိုလို့ရှိရင်ဝိပတိဘုရားကိုဘယ်သူမှဆွမ်းမကရအောင်ငါသားငါဘုရားဆိုပြီးတော့နန်းတော်နဲ့ကျောင်းကိုဘယ်လိုလုပ်လိုက်တုံးဆိုလို့ရှိရင်ပေးတိုင်းဘယ်သူမှဆွမ်းမကရအောင်လို့နန်းတော်နဲ့ကျောင်းကိုအကာယံနေလုပ်လိုက်တယ်ဒါရိုက်ကြီးကာထားတာနန်းတော်ကနေကျောင်းကနေနန်းတော်ဒါပဲသွားရမယ်ဘယ်မှမသွားဘူးအပြင်လည်းထွက်လို့မရဘူးကာထားရံထားတာအဆောက်အအုံတွေနဲ့ဘယ်မှလည်းပဲဆွမ်းကန်ထွက်လို့မရဘူးသူဘုရားကိုသူ့သားဘုရားကိုသူလိုဆွမ်းကတ်ချင်တာအဲ့ဒီလိုလုံးတဲ့အခါကျတော့ဘလောက်ကြာပြီတော့အဲ့ဒီလိုဝိပဿနာမြတ်စွာဘုရားကိုခမဲတော်ဗန္ဓုမမင်းကြီးကအကာယံနေနဲ့ကာယံပြီးတော့တိုင်းသူပြည်သားတွေကိုဘယ်သူတယောက်မှလှူခဲ့မပေးတာဘလောက်ကြာပြီတော့ဆိုရင်9 နှစ်နဲ့9 လရှိပြီတဲ့ဘလောက်ရှိလဲအဲ့ဒီတော့တိုင်းသူပြည်သားတွေကလည်းဆွမ်းကရှင်တဲ့ဘောဗုဒ္ဓလောကေသမုပ္ပန္နောဟိတယသဗ္ဗပါဏိနံလောကေလောကသုံးခင်ဘုံပြမဗုဒ္ဓဘုရားရှင်ကိုရောမြတ်တို့ဆိုတာသဗ္ဗပါဏိနံခတ်သိမ်းများစွာတတ္တဝါတို့ရဲ့ဟိတယလောကီလောကုတ္တရနှပြသောအကျိုးရှိမှကိုဆောင်ရွက်ဖို့ရန်လိုငါဥပ္ပန္နောဥရိတောင်ဆုံးနေဆက်ဝန်ကသောပွင့်ထွန်းပေါ်ပေါက်တော်မူလာခဲ့ရပါပြီတကားခမဲတော်ဗန္ဓုမမင်းကြီးတစ်ပါးအတွက်ဘုရားပွင့်လာတာမဟုတ်ဘူးတတ္တဝဝေနေရတဲ့အတွက်ဘုရားပွင့်လာတာလို့ဆိုတော့တိုင်းသူပြည်သားတွေကနောက်တော့ဘယ်နဲ့ဖြစ်လာလဲစိတ်ဆိုးလာကြတို့ဘုရားလည်းမဖူးပါဘူးတရားလည်းမနာရဘူးဆွမ်းလည်းမကဘူး9 နှစ်နဲ့9 လလောက်ရှိနေပြီဒီရှင်မင်းကြီးလုပ်ပုံကတော့အဲ့ဒါနဲ့ဘုန်းကြီးတို့ပြည်တိုင်းတိုင်းသူပြည်သားတွေစွတ်ပြီးတော့ဘယ်ကိုသွားကြတုံးလို့ဆိုတော့စစ်သေးနာပฏิကြီးရှိဘူးသွားတာစေတနာပတိကြီးသွားပြီးတော့ပြောတယ်စေတနာပတိကြီးခင်ဗျားတို့ရှင်မြင်းကြီးဘယ်လိုလုပ်နေသလဲကျုပ်တို့ဘုရားလည်းမဖူးပါဘူးတရားလည်းမနာရဘူးဖြစ်နေတယ်ငါတို့လည်းဆုံးမကရဘူးရှင်မြင်းကြီးကသူ့သားသူ့ဖယားသူ့သားသူ့ဖယားဆိုပြီးတော့တို့ဖူးတော်ဖူးရသေးဘူးအဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲဒီရှင်မြင်းကြီးစီကနေပြီးတော့ဖယားပြန်လို့မယ်ရိုးရိုးတန်းတန်းတောင်းလို့ရရင်မရရင်စစ်တိုက်မယ်ဒီလိုတွေဖြစ်လာကြတာဒီလိုဖြစ်လာတဲ့အခါကျတော့အဲ့ဒီမှာစေတနာပတိကြီးနဲ့သွားပြီးတော့သူတို့ညှိကြတယ်။ကိုင်ခင်ဗျားကျုပ်တို့ဘက်ကပါမလားရှင်မင်းကြီးဘက်ကပါမလားပြောဆိုတော့တိုင်းသူပြည်သားတွေကအင်အားကောင်းတာပဲ။အဲ့တော့စေတနာပတိကြီးကခင်ဗျားတို့ဘက်ကနေကျုပ်ဝိုင်းပြီးတော့ကူတိုက်ပေးမယ်။
အဲ့တော့ကျုပ်ကိုအခွင့်အရေးတစ်ခုတော့ပေး။ဒါဘာပေးရမှလဲပြော။ဆုံးကပ်ခွင့်ရရင်ဥဆုံးကျုပ်ကပ်ပေးရစေ။အဲ့ဒါဆိုလို့ရှိရင်ခွင့်ပေးမယ်ဆိုပြီးတော့စေတနာပတိကြီးနဲ့တိုင်းသူပြည်သားတွေညှိထားပြီးပြီပြေးတိုက်ညှိထားပြီးတဲ့အခါကျတော့စေတနာပတိကြီးကဗန္ဓုမမင်းကြီးစီကိုဝင်ပြီးတော့လျှောက်တယ်မင်းကြီးတိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အခြေအနေမကောင်းဘူးဟဲ့တိုင်းပြည်မငြိမ်မသက်ဖြစ်နေရအောင်ဘာဖြစ်လို့တော့ပြောဆိုတော့စစ်တိုက်မယ်လို့ပြောနေတယ်တိုင်းသူပြည်သားတွေကဘာဖြစ်လို့စစ်တိုက်မှလဲတော့ကမင်းကြီးကဖះကိုငါသားငါဖះဆိုပြီးတော့ဘယ်သူမှကိုးကွယ်ခွင့်မပေးတာ9နှစ်9လရှိနေပြီတိုင်းသူပြည်သားတွေကလည်းဆွမ်းကခြင်းနဲ့ဖះဖူးခြင်းနဲ့တရားနာခြင်းနဲ့အဲ့ဒါမင်းကြီးဘယ်လိုလုပ်မလဲဆိုတော့ဗန္ဓုမမင်းကြီးကပြောတယ်အိုးစစ်သူကြီးမင်းကငါလာစာရိတ်ခါတွေစားပြီးတော့ငါတိုင်းပြည်ရဲ့တာဝန်ကိုထမ်းနေတာတကယ်စစ်တိုက်လို့ရှိရင်မင်းကငါဘက်ကနေကူတိုက်ပေးဖို့ကွာဆိုတော့စေတနာပတိကြီးကပြောတယ်ဟာအဲ့ဒါတော့မဖြစ်နိုင်ဘူးတိုင်းသူပြည်သားတွေနဲ့အပေးယူလှုပ်ထားပြီးပြီမင်းကြီးဘက်ကတော့ကိုမတိုက်ပေးနိုင်ဘူးလို့ဆိုတော့ရှင်မြင်းကြီးအဲ့ဒီမှာတူတူပြောဆိုပေးတာရေသူ့ဘက်ကစေတနာပတိနဲ့ဆွတ်တတ်မရှိတော့သူရှုံးတယ်ဆိုလိုက်ကြပါစို့အဲ့ဒါဆိုလို့ရှိရင်လည်းကွာကခွင့်ပေးမယ်ကခွင့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မင်းကြီးလိုပဲ9နှစ်ကခွင့်ပေးပါဟာ9နှစ်များတယ်6နှစ်အဲ့ဒါဆို6နှစ်များတယ်9နှစ်များတယ်4နှစ်များတယ်3နှစ်9နှစ်ကနေစတောင်းလိုက်တာပြေးတိုက်ဗန္ဓုမမင်းကြီးကလည်းဘလောက်ခေါင်းပါလဲမင်းကြီးလုံးဆိုတာကြည်သာနောက်ဆုံး9ရက်ဖဲရတယ်ဘယ်နှစ်ရက်ဖဲရလဲ9ရက်ကပ်မယ်ဆိုလို့ရှိရင်တော့ငါခွင့်ပေးမယ်ကဲမကရမယ်တူတူ9ရက်ကပ်မယ်ဆိုရင်လည်းကပ်မယ်ဆိုပြီးတော့အဲ့ဒီမှာ9ရက်ရတော့ဘုန်းကြီးတို့ပြေးတိုက်တိုင်းသူပြည်သားတွေကလည်းပဲသူတို့ပေးထားတဲ့ဂတိအတိုင်းပေါ့စစ်သေနာပတိချုပ်ကြီးကအရင်ဆုံးကရမယ်အလှဲ့ကိုအဲ့တော့စစ်သေနာပတိချုပ်ကြီးအရင်ဆုံးကရမယ်အလှဲ့ဆိုတော့စစ်သေနာပတိချုပ်ကလည်းပဲဆုံးဦးဆုံးများဆိုတော့ဘယ်သူမှကောက်ခွင့်မပေးခြင်းဘူးကောက်ခွင့်မပေးခြင်းတော့သူကလည်းပဲဖယားเจ้าတော်နဲ့သူ့အိမ်ကိုလမ်းထဲမှာစစ်သားအဆောက်အအုံတွေထားပြီးတော့လမ်းထဲကဘယ်သူမှဖြတ်ပြီးတော့ဘုရားကိုဆုံးမလောက်အောင်ဘယ်သူမှဖြတ်ပြီးတော့ဘုရားကိုဆုံးပစ်မကရဘူးဆိုပြီးတော့အဲ့ဒီလိုအစီမံနေချအမိန့်တွေထုတ်ပြီးတော့သူကလည်းချက်ပြုတ်နေတာဆုံးဦးလှူခြင်းလို့အဲ့ဒီဗန္ဓုမမြို့မှာပဲတထေးကတော်ကြီးတယောက်ရှိတယ်ဒကာကြီးဆုံးသွားပြီးတော့စီးပွားတွေပြဲနေတဲ့တထေးကတော်ကြီးတယောက်ရှိတယ်သမီးလေးနဲ့ပေါ့လေတရားတရားအလွန်ရှိတယ်အဲ့ဒါနဲ့ဒကမာကြီးကသမီးလေးကိုပြောတယ်သမီးရဲ့နင့်အဖေမရှိလို့ငါတို့ဒီလိုဖြစ်တာကြည်စမ်းငါတို့တထေးမျိုးဟိုတုန်းကတို့ဦးဖြားဖြားဆွန့်ကမှာအခုစစ်တေနာပတိကဆွန့်ကတယ်အမေစိတ်မကောင်းလိုက်တာသမီးရဲ့အမေဦးဖြားဖြားဆွန့်ကချင်လိုက်တာအဲ့ဒီလိုနဲ့ဒကမာကြီးကပြောတဲ့အခါကျတော့သမီးလို့တဲ့ပုဂ္ဂိုလ်ကဲအမေဒီလောက်တောင်မှဦးဖြားဖြားဆွန့်ကချင်သမီးရအောင်ကပ်ပေးမယ်လို့ဆိုပြီးတော့ဘယ်နဲ့လှုပ်တုံးဆိုတော့ဘိန်းတို့ပြေးတိုင်းနှုတ်ခနာဆွမ်းနေချက်ပြီးတော့အောက်ကရွှေခွက်ပေါ်ကနေရွှေခွက်တစ်ခွက်ပြန်အုပ်ပြီးတော့အဲ့ဒီရွှေခွက်ကြီးကိုဘာတွေနဲ့ဖုံးလိုက်တုံးဆိုလို့ရှိရင်မြတ်လေးပန်းနဲ့ပြေးတိုင်းဘာပန်းနဲ့လဲမြတ်လေးပန်းနဲ့ဖုံးပြီးတော့ခေါင်းပေါ်ရွက်လာတဲ့အခါကျတော့အဲ့ဒီမှာလမ်းထဲမှာရှိတဲ့အဆောက်အအုံတွေကတားတာပေါ့ဟဲ့ဘယ်သွားမလို့လဲမြတ်စွာဘုရားကျောင်းတော်သွားမလို့ဘာသွားလို့မှာတော့ဘုရားတော်ဘူးမလို့ပါဘုရားတော်ဘူးနဲ့ခေါင်းပေါ်ကပါတယ်လေဩခေါင်းပေါ်ကမြတ်လေးပန်းနေပါဟာမြတ်လေးပန်းနေဆိုတော့နေမြတ်လေးပန်းယူသွားတာကအရေးမယူတော့ကြတို့ပြဿနာတက်နေမယ်ဩစစ်သူကြီးကမြတ်လေးပန်းနေဘုရားကိုပန်းနဲ့မပူဇော်ရဘူးလို့အမိန့်ထုတ်ထားလို့လားအဲ့ဒီလိုတော့မထုတ်ထားပါဘူးဘုရားကိုဘယ်သူမှဆုံးဥမကရဘူးလို့ပြောတယ်အိုးဆုံးမဟုတ်ပါဘူးမြတ်လေးပန်းနေပါဆိုပြီးတော့ပရိသတ်အဲ့ဒီလိုတခါတည်းအကြံထုတ်ပြီးတော့မြတ်လေးပန်းနေပါဆိုပြီးတော့ပြောတော့အဆောက်တွေကလည်းပဲသေချာချာမကြည့်တော့ဘူးပေါ့ပရိသတ်မကြည့်တော့ဘဲနဲ့အဲ့ဒီမှာလွတ်ပေးလိုက်တာခိုးလဲရောက်ရောဖွင့်လိုက်ကောအဲ့ဒီမှာနှုတ်ကနာဆွမ်းနေဖြစ်နေအဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုရောမြတ်သပိတ်တော်တဲ့လောင်းထဲပြီးတဲ့အခါဘုရားလှူပြီးတဲ့အခါကြတော့မှအဲ့ဒီမှာဒီအမျိုးသမီးလေးကဆုတောင်းတယ်သူဒီတဲ့ယခုလိုည၄ပန်းတွေကိုလှူရတဲ့ကုသိုလ်ကံအားဆွမ်းမကားကြောင့်ဖြစ်လျာဘဝတိုင်းမှာသူမွေးဖွားလာတဲ့အခါမှာ
မြတ်လေးပန်းမိုးတွေရွာပါစေလို့အဲ့ဒီဆုကိုတောင်းတာအဲ့ဒီဆုကိုတောင်းပြီးတဲ့အခါကျတော့မှမြတ်စွာဘုရားကအဲ့ဒီတပိတ်ကြီးပိုက်ပြီးတော့စေသူကြီးအိမ်သွားစေသူကြီးရောက်တဲ့အခါကျတော့စေသူကြီးကအာရဝန္တာနဲ့မြတ်စွာဘုရားကိုတပိတ်တောင်းတယ်ပေါ့မြတ်စွာဘုရားထံကတပိတ်တောင်းတော့မြတ်စွာဘုရားကတပိတ်မပေးဘူးမပေးတဲ့အခါကျတော့စေသူကြီးကဩတန်ဃာတော်တွေမစုံသေးလို့မြတ်စွာဘုရားဆုံးမဖုံးသေးဘူးထင်တယ်ဆိုတော့ကြည့်လိုက်တော့တန်ဃာကလည်းစုံနေပြီဒါနဲ့စေသူကြီးကရှောက်တယ်ဘုန်းတော်ကြီးတော်မူတော်မြတ်စွာဘုရားတန်ဃာတွေလည်းစုံနေပါပြီဘုရားတပိတ်တော်စွန့်ပါဘုရားဆိုတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကတက္ကကြီးတဲ့ငါဆွမ်းရလာခဲ့ပြီတဲ့ဟာဒီလောက်အဆောက်အဦတွေထူထပ်စွာချထားတဲ့ကြားတဲ့ကနေဘယ်သူကနေဆွမ်းလောင်းတာတော့ဘာတော့ညာတော့နဲ့ကြာကြာနာနာစုံစမ်းလိုက်တဲ့အခါကျတော့အဲ့ဒီခုနတုန်းကပြောတဲ့အမျိုးသမီးလေးကမြတ်လေးပန်းနေနဲ့ဖုံးအုပ်ပြီးတော့နှုတ်ကနာဆွမ်းကိုလှူသွားတာဘေးသားရဲ့အဲ့ဒါသိတဲ့အခါကျတော့မှဒီလောက်ညံရည်ထက်တဲ့အမျိုးသမီးစစ်သူကြီးကအဲ့ဒီမှာကောက်ယူပြီးတော့စစ်သူကြီးကတော့ခန့်တယ်တဲ့အဲ့ဒီမြတ်လေးပန်းနေလှူခဲ့တဲ့အမျိုးသမီးလေးဟာအဲ့ဒီကမနေလို့သေနတ်ပြည်ကိုတက်သွားနတ်ပြည်ကမနေလို့သေလူပြည်ပြန်ဆင်းလာလူပြည်နတ်ပြည်စုံစံဆင်းသွားလာရင်းနဲ့ဟောဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်ရောက်လာတဲ့အခါကျတော့အဲ့ဒီအမျိုးသမီးလေးသည်ကောသလမင်းကြီးရဲ့သမီးတော်သုမနာမင်းသမီးလာဖြစ်တယ်။ဗာမင်းသမီးလာဖြစ်လေ။သုမနာမင်းသမီးဆိုပြီးတော့အဲ့ဒါလာဖြစ်တာ။အဲ့ဒီတော့ဘုန်းကြီးတို့သုမနာမင်းသမီးလာဖြစ်တော့သုမနာမင်းသမီးရဲ့နောက်မှာအချွေရ900ပါတယ်တဲ့။ဘယ်လောက်ပါတယ်တဲ့အချွေရ900နဲ့ဇေတုံအเจ้าကြီးကိုအနာတပိန်ကဆောက်လှူတော့ဘုရားသွားပင့်တာဖယားပင့်တဲ့အခမ်းအနားမှာသုမနာမင်းသမီးနဲ့အချွေရမျိုးသမီး900ကိုဖယားကြိုခိုင်းတာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကိုမြို့တကားဝါကနေတာဝတိပြည်မြို့တကားဝါကနေကြိုတဲ့အခမ်းအနားမှာအဲ့ဒီမှာမြတ်စွာဘုရားကသုမနာမင်းသမီးနဲ့ချွေရ900ကိုတရားဟောလာတာဘုရားတိုက်လမ်းထဲမှာတင်တရားဟောလာတာဟောသောတာပန်တီးတဲ့အဲ့ဒါနောကနာဆွမ်းတဲ့မြတ်လေးပန်းလှူခဲ့တဲ့အမျိုးသမီးဟာဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာကောသလမင်းကြီးရဲ့သမီးတော်သုမနာမင်းသမီးလာဖြစ်တဲ့မြတ်စွာဘုရားဇေတုံအကြောင်းတော်ကြီးအလှခံပွဲကြွလာတဲ့အခါမှာဘုရားကိုထွက်ကြိုတဲ့အချိန်ဘုရားဟောတဲ့တရားနာလို့သောတာပန်တီးပါတယ်ထားလိုက်တော့အဲ့ဒါသူ့ဘဝဖြစ်ရတစ်ခုကိုအဲ့တော့တိုင်းသူပြည်သားတွေဆုံးကတ်တဲ့အလှဲ့ရောက်ပြီဆိုလိုက်ကြဆိုစစ်သူကြီးအလှဲ့ပြီးတော့တိုင်းသူပြည်သားတွေအလှဲ့ပေါ့တိုင်းသူပြည်သားတွေကာယမဲ့အလှဲ့ရောက်တဲ့အခါကျတော့ဟောဘုန်းကြီးတို့ခုနကရှင်ကောတင်ညအလောင်းမဟာကာလနဲ့သုလကာလသူတို့ညီကို2ယောက်အကိုကြီးလို့တဲ့ရှင်ကောတင်ညအလောင်းကပြောတဲ့ညီလေးကိုညီလေးရေတို့လေထဲမှာတဲ့ကွယ်တဲ့စပားတွေဖုံတုံလုံးတုံဖုံငါသားလုံးငါသားဆိုတော့စပားနံထဲမှာတလေးစပားနံထဲမှာဖောက်ခွဲကြည့်လိုက်လို့အထက်မှာနှုတ်ရည်တွေလို့တဲနေတာရှိတယ်အဲ့ဒီတော့အဲ့ဒါတွေကိုကွာတဲ့ငါနှုတ်အစစ်နဲ့ရောပြီးတော့မြတ်စွာဘုရားကိုနှုတ်ကတော်ဆွမ်းကတ်ချင်တယ်ညီလေးနဲ့တိုင်မင်းနဲ့ပရိသတ်အဲ့တော့ညီလေးနဲ့တိုင်မင်းတော့ညီလို့တဲ့ပုဂ္ဂိုလ်ကဒီစပားတွေမရင့်သေးပဲနဲ့မမဲ့သေးပဲနဲ့စပားတွေခူးရမှာနှမျောတယ်သူကနှမျောတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမှာအတူချုပ်ပြောရလို့ရှိရင်တော့ဒီ16ပဲပိုင်နဲ့လေဧကကိုညီကို2ယောက်ညီကဘယ်လိုမှပြောလို့မရတော့ကိုကြီးကလည်းလှူချင်းနေတယ်သူကလည်းအဲ့တော့လေကိုတယောက်တစ်ဝက်စီခွဲလိုက်ကြတယ်ကဲမင်းတစ်ဝက်ယူငါတစ်ဝက်ယူမဒီလေကိုအဲ့တော့မင်းလေတဲ့ကစပါးမင်းကြိုက်တယ်လို့လုံးငါလေတဲ့ကစပါးငါကြိုက်တယ်လို့လုံးမယ်ဆိုပြီးတော့အဲ့ဒီမှာဘုန်းကြီးတို့ပြည်သားကြီးဒီရှင်ကွန်းတင်ညာအလောင်းမျိုးကောင်းသားသည်ဝိပတိများစွာဘုရားနဲ့တန်ဃာတော်တွေကိုသူ့လေထဲကနေပြီးတော့အဲ့ဒီဖုံတုံလုံးတုံအချိန်စပါးအထက်မှာတလေးတစ်ပါးနံတဲ့ကိုဖောက်ကြည့်လိုက်လို့ရှိရင်နှုတ်နှစ်အယောင်လို့တဲနေတဲ့အချိန်မှာတကယ်နှုတ်အစစ်တင်နဲ့ရောပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုအဲ့ဒီမှာနှုတ်ခနာစွမ်းဥဖြားပြကတ်လူတယ်တဲ့အဲ့ဒီဥဖြားပြကတ်လူခဲ့တဲ့ကုသိုလ်ကံဟာဘုန်းကြီးတို့ပြည်သားကြီးသစ္စာ၄ပါးကိုသိတော့လည်းပဲသူ့အရှင်ဘယ်သူမှမသိအောင်သူအဥဆုံးသိရတာအဲ့ဒီရှင်ကောတင်ညာလောင်းအမျိုးကောင်းသားတွေအဲ့ဒီဘဝမှာအလှ6မျိုးတဲ့ပြည်သားကြီးအလှဘယ်နှမျိုးတဲ့လဲတို့တို့ပြောမယ်နံပါတ်1ကကောက်ဦးအလှတဲ့ကောက်သားဦးအလှတဲ့နံပါတ်2ကမုတ်ဆန်းဦးအလှတဲ့နံပါတ်3ကကောက်ဦးအလှနံပါတ်4ကရိတ်ဦးအလှနံပါတ်5ကကောက်လှိုင်းဦးအလှနံပါတ်6ကကောက်ပုံဦးအလှနံပါတ်9ကနေဦးအလှစဘာနေတဲ့အချိန်ပေါ့နောက်တကစဘာပုံမိစဘာပုံဦးအလှနောက်တကနံပါတ်9ကြည်ဦးအလှတဲ့ကြည်တဲကိုထည့်တဲ့ချိန်
ဥဖြားဖြားတွေကြီးလှူတာအဲ့ဒီလိုဥဖြားဖြားသူများတဲ့ထူးထူးခြားခြားဥဖြားဖြားလှူခဲ့တဲ့ကုသိုလ်ကဟဲ့တို့ဘုရားလက်ထက်ရောက်တဲ့အခါကျတော့အဲ့ဒါသစ္စာ၄ပါးတရားကိုဥဖြားဖြားသိရတာပဲအဲ့ဒါနဲ့ဝိပဿနာမြတ်စွာဘုရားလက်ထက်ကနေပြီးတော့စုံစံသွားလာလိုက်တာဂေါရမဘုရားလက်ထက်ကိုရောက်ပြီဆိုလိုက်ကြတော့ပိဋကလူပြည်နန်းပြည်စုံစံသွားလာပြီးတော့ဘုန်းကြီးတို့ဂေါရမမြတ်စွာဘုရားရှင်ကိုရမြမပွင့်ခင်ရှင်ကွန်တေညအလောက်မျိုးကောင်းသားသည်ကပိလဝတ္ထုပြည်အနီးကဒေါနဝတ္ထုပုံနာရွာတဲ့ရှင်ကွန်တေညကြီးရဲ့ခွာရဇာတိကဒေါနဝတ္ထုပုံနာရွာတဲ့ဘာရွာတဲ့လဲပြောဒေါနဝတ္ထုပုံနာရွာမှာဗျမနမဟာသာလအမျိုးမှလာပြီးတော့မွေးဖွာပါတယ်ကွန်တေညလူလင်းတဲ့ဘာလူလင်းနဲ့လဲမြတ်စွာဘုရားမဖွာသေးဘူးရှင်ကွန်တေညမြတ်စွာဘုရားတဲ့တတ်တော်အများကြီးကြီးတယ်ပိဋကကြီးမြတ်စွာဘုရားမဖွာခင်တည်းကရှင်ကွန်တေညမွေးနေပြီအဲ့ဒီကွန်တေညလူလင်းဟာဗေဒင်၃ပုံကိုအဖေကလည်းပဲပုံနာမျိုးဆိုတော့ဗေဒင်ပညာတွေသင်ပေးတယ်ဗေဒင်၃ပုံကိုတတ်ကျွမ်းပါတယ်အထူးပါရဂူမြောက်တတ်ကျွမ်းတဲ့ပညာရပ်ကတော့မဟာပုရိသလက္ခဏာကျမ်းတဲ့ယောက်ျားတို့ရဲ့အင်္ဂါလက္ခဏာတွေကိုဖတ်တဲ့နေရာမှာဟောတဲ့နေရာမှာအလွန်ကိုမှန်နေတဲ့အဲ့ဒါမဟာပုရိသလက္ခဏာကျမ်းကိုတစ်ဖက်ကန်းတတ်မြောက်သောကွန်တေညပုံနာပေါ့အဲ့ဒါဘုန်းကြီးတို့ဘုရားလောင်းတော်သိတ္တထမင်းသားလေးမွေးပြီဆိုလိုက်ကြတော့ပိဋကဘုရားလောင်းတော်သိတ္တထမင်းသားမွေးတော့အမိမဲ့တဲ့နေ့တင်ညဒိန်နမင်္ဂလာပွဲနေ့မှာသုဒ္ဓရဏမင်းကြီးကဘေရင်ကျမ်းကန်တပုံနာ108ယောက်တဲ့ပုံနာဘယ်လောက်ရွေးထုတ်လိုက်လဲ108ယောက်သောပုံနာတွေကိုနန်းတော်မှာဖိတ်ခေါ်ပြီးတော့အဝတ်အစားတွေနဲ့နှုတ်ခမ်းဆွမ်းနေနဲ့ပူဇော်ပြီးတော့ဂိုင်းဟောဒီပုံနာ108ယောက်ထဲမှာဆရာတို့ရွေးကြပါသားတော်အလောင်းတော်သိတ္တထမင်းသားကိုဘေရင်လက္ခဏာကြည်ပေးဖို့လို့ပုံနာပန်ဒိတ်8ယောက်ကိုပဲရွေးမယ်တဲ့ဘယ်နှယောက်ရွေးမလဲဖိတ်တုံးက108ယောက်ဖိတ်ထားတာ100ကိုပဲမယ်ဆရာတို့ချင်းချင်းရွေးကြကိုပုံနာချင်းချင်းကိုသိတယ်ဘယ်သူကဘာပညာတွေတစ်ဖက်ကန်းတက်တွတ်နဲ့ဆိုတာကိုသိတယ်အဲ့တော့ဆရာတို့ရွေးကြဆိုပြီးတော့ဘုန်းကြီးတို့သုဒ္ဓရဏမင်းကြီးကအဲ့ဒီမှာ108ယောက်သောပုံနာတွေထဲမှာလက်ရွေးစဉ်ပုံနာ8ယောက်ကိုရွေးထုတ်လိုက်တဲ့အခါမှာဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးရဲ့လက္ခဏာဖတ်ပွဲမှာအဲ့ဒီရှင်ကွန်တေညပုံနာပါလာတယ်အငယ်ဆုံးပုံနာပဲသူကရှင်းမှာပုံနာအိုကြီးတွေကြီးပဲအဲ့ဒါနဲ့ဘုရားလောင်းတော်ကြီးရဲ့လက္ခဏာတော်တွေကိုရှေ့ကပုံနာဆရာကြီး9ယောက်ဖတ်ကြလက္ခဏာဖတ်တဲ့အခါကျတော့သူတို့ကလက်ညှိုး2ချောင်းထောင်တယ်ပိဋကကြီးလက်ညှိုးဘယ်နှချောင်းလဲနံပါတ်1စัจ जा မင်းရင်လည်းဖြစ်မယ်သို့မဟုတ်ဘုရားဖြစ်မယ်တခုခုတော့ဖြစ်မယ်သူတို့ကစကားကိုအတိအကျမပြောဘူးစัจ जा မင်းရင်လည်းဖြစ်မယ်စัจ जा မင်းမဖြစ်ရင်ဘုရားဖြစ်မယ်စကား2ခွအဲ့ဒါကွန်တေညပုံနာလည်းရောက်တော့ကွန်တေညပုံနာလည်းရောက်တဲ့အခါကျတော့ကွန်တေညပုံနာကဘုန်းကြီးတို့ပြေးတာလက်ညှိုး1000ပဲထောင်တယ်တဲ့လက်ညှိုးဘယ်နှချောင်းထောင်လဲစကားလည်းတခွန်းပဲပြောတယ်တဲ့စကားလည်းဘယ်နှခွန်းပြောလဲဖယားစင်စစ်ဧကံဖြစ်လိမ့်မယ်ဖယားစင်စစ်ဧကံဖြစ်လိမ့်မယ်ဟာရှေ့ကပုံနာအိုကြီးတွေကလက်ညှိုး2ချောင်းထောင်ပြီးတော့စကား2ခွန်းပြောတယ်ကွန်တေညပုံနာကလက်ညှိုး1ချောင်းနဲ့ထောင်ပြီးတော့စကား1ခွန်းနဲ့ပြောတယ်ဘာဖြစ်လို့ကွန်တေညပုံနာသည်စကား1ခွန်းပဲပြောတာတော့ဆိုလို့ရှိရင်သူ့ရဲ့အယူအဆကစัจ जा မင်းဖြစ်မယ်ဆိုရင်တဲ့ခြေဘဝမှာစัจ जा လက္ခဏာပါရတယ်တဲ့စัจ जा မင်းဖြစ်မယ်ဆိုရင်ခြေဘဝဘာပါရတယ်တဲ့စัจ जा လက္ခဏာပါရတယ်တဲ့ဒီအလောင်းတော်သိတ္တထမင်းရဲ့ခြေဘဝကိုကြည့်တဲ့အခါမှာစัจ जा လက္ခဏာမပါတဲ့အတွက်ကြောင့်မို့လို့ဘုရားစင်စစ်ဧကံဖြစ်လိမ့်မယ်ဧကံတဗျာကရဏဘာတယ်လဲပြောဧကံတဆိုတာကတခေါ်နဲ့တခုတဲ့ဗျာကရဏကဟုတ်တိုင်းမှဆိုပြောလိုက်တာဧကံတဗျာကရဏတဲ့အဲ့ဒါဘုန်းကြီးတို့ဒီနေ့ဗေဒင်လောကမှာနာမည်ကြီးနေတဲ့ဆရာကြီးမင်းသိခဆရာကြီးမင်းသိခတော့လားအဲ့ဒီဆရာမင်းသိခကသူ့ရေးထားတာရှိတာပဲဧကံတဗျာကရဏဂိုင်းဆိုပြီးတော့ဒီလိုရေးတာအဲ့ဒါရှင်ကောတေညကြီးရဲ့စကားပဲပြေးတာဧကံတဗျာကရဏဆိုတာ
ဒီနေ့တော့မင်းသိခါယူသုံးနေတယ်အဲ့ဒီစကားကိုဧကန္တဗျာကရဏတခွန်းနဲ့ပြောမယ်တခွန်းပဲပြောမယ်သူကပြောတဲ့တခွန်းကလည်းမှန်ရမယ်အဲ့ဒါရှင်ကိုနေညာသုံးတဲ့အသုံးပဲအဲ့ဒါသူကတော့တခွန်းပြောလားနှခွန်းပြောလားတော့မသိဘူးပေါ့လေသူစာတောင်တွေဖတ်ကြည့်လို့ကိုအဲ့ဒီဧကန္တဗျာကရဏသွားတွေ့တော့ဒီဧကန္တဗျာကရဏကမင်းသိခါဘယ်ကယူသုံးတယ်ပါဠိစလုံးလဲပါဠိစလုံးလဲမသိဘူးဘုန်းကြီးကဒီရှင်ကိုနေညာထေရပါဏဖတ်ကြည့်တဲ့အခါကျတော့မှဩဧကန္တဗျာကရဏဆိုတာဒါပဲတခွန်းသောစကားကိုပဲပြောတယ်ပြောတဲ့စကားကအမှန်တဲ့ဘုရားစင်စစ်ဧကံဖြစ်လိမ့်မယ်ဒီလိုပြောတာဒါနဲ့လက္ခဏာဖတ်ပြီးတော့ပုံနာတွေပြန်ညရောပုံနာတွေပြန်တဲ့အခါကျတော့ပုံနာ9ယောက်ကအတက်ကြီးတဲ့ပုံနာကြီးတွေဆိုတော့အဲ့ဒီပုံနာ9ယောက်ကဘိဓုပိယတိုင်အိမ်ရောက်တော့သားတွေကိုခေါ်ပြောတယ်ပုံနာတွေကိုဟေ့သားတို့လာကြအောင်အဖေတို့သုတ်တော်ဒနာမင်းနန်းတော်ကနေပြီးတော့လက္ခဏာဖတ်ပြီးတော့ပြန်လာတာအဖေတို့ကတော့လက်ညှိုးနှချောင်းထောင်းနဲ့စัจ जा မင်းတော်၎င်းဖရာရင်တော်၎င်းဖြစ်မယ်ဧကွန်းတညာပုံနာကတော့ဧကန္တဗျာကရဏတခွန်းသောစကားကိုပဲပြောတယ်ဘုရားရှင်စစ်ဧကံဖြစ်လိမ့်မယ်အဲ့ဒီတော့သူကဒုထက်ပညာတတ်တယ်သူပြောတာမှန်တယ်အဲ့တော့ဖေတို့ကသက်ကြီးပြီသိတ္တထမင်းသားတောထွက်သွားပြီလို့အတန်ကြားတာနဲ့ငါသားတို့သင်္ကန်းဝတ်ကြသင်္ကန်းဝတ်ပြီးတော့အဲ့ဒါတောထဲမှာသွားပြီးတော့သိတ္တထဘုရားရဲ့တရားကိုနာကြပြီတော့လို့ဆိုပြီးတော့ပုံနာအိုကြီး9ယောက်ကသူ့သားတွေကိုမှားထားခဲ့တာပရိသတ်ကြီးအဲ့ဒါဘုန်းကြီးတို့ဘုရားရှင်ကိုရမြတ်တို့ပြောလိုက်ကြပါစို့မွေဖွားတယ်16နှစ်မှာရသောတရားနဲ့အိမ်အောင်ကြတယ်29နှစ်မှာသာတော်ရာဟုလာလေးဖွားတဲ့နေ့မှာဘုရားရှင်ကိုရမြတ်တိတော့ထွက်တယ်တန်နေတော့ထွက်ဓမ္မဆက်ဆိုတာဒီဝါဆိုလာပြည့်နေပဲအဲကနေညဘုရားတော့ထွက်တဲ့ညတန်တေတော့ထွက်ဓမ္မဆက်မိမ့်မြတ်တန်ချိုလာဝါဆိုတဲ့အတိုင်းဒီနေ့ညတန်ကောင်ရောင်မှာဘုရားရှင်ကိုရမြတ်အလောင်းတော်သိတ္တထမင်းသားဒီတော့ထွက်တော်မူတဲ့နေ့ပဲဒီနေ့ဟာအဲ့ဒါတော့ထွက်သွားပြီလို့အနံလဲကြားရောဘုန်းကြီးတို့ပြေးတာကြီးအဲ့ဒီကွန်တင်ညပုံနာကခုနတုန်းကသူနဲ့တူတူလက္ခဏာဖတ်တဲ့ပုံနာကြီးတွေအိမ်သွားရောသွားပြီးတော့ဟာဆရာတို့ဆိုတော့ဟိုပုံနာကြီးတွေကမရှိတော့သေးကုန်ပြီသေကုန်တော့သူသားတွေကျမ်းနေခဲ့တဲ့အခါကျတော့အဲ့ဒီမှာလိုက်ပြီးတော့စီးယုံတာပေါ့မင်းတို့အဖေမှားလာခဲ့တယ်မဟုတ်လားသိတ္တထမင်းသားတော့ထွက်လို့ရှိရင်လိုက်ပြီးတော့သင်္ကန်းဝတ်ကြသိတ္တထမင်းသားတရားနာကြသူဟောတဲ့သူဖျားဖြစ်တဲ့ကသူဟောတဲ့တရားနာသူသာသနာတော်ဝင်ကြလို့ပြောတယ်ဘယ်လိုလဲမင်းတို့ဖေစကားမင်းတို့နားမထောင်ဘူးလားနဲ့အဲ့ဒီမှာတိတ်တက်ရှင်းလိုက်ပြောတာပြေးတိုက်3ယောက်တော့ပုံနာကြီးတွေရဲ့သားတွေကတော့မလိုက်နိုင်ဘူးတဲ့ကျုပ်တို့ကတော့ဒါနဲ့အလုံးပုံနာက9ယောက်ကို4ယောက်ကတော့လိုက်မယ်တဲ့ဘယ်နှယောက်ကလိုက်မယ်3ယောက်ကလုံးဝခေါ်လို့မရဘူး4ယောက်ကတော့လိုက်မယ်တဲ့အဖေမာရခဲ့တဲ့စကားမြေဝယ်မကြနားထောင်မယ်ဆိုပြီးတော့အဲ့ဒီမှာရှင်ကွန်တင်ညပုံနာဥဆောင်လို့ဗတ္တိယဝပမဟာနံအတစီဟိုဘက်က4ယောက်ဒီကကွန်တင်ညဒါသူကိုယ်တိုင်လက္ခဏာဖတ်တာကွန်တင်ညကတော့ဟို4ယောက်ကတော့သူတို့အဖေတွေလက္ခဏာဖတ်တာသူတို့ဖေတွေကမှားထားခဲ့လို့ဒီ4ယောက်ကလိုက်တာလက္ခဏာဖတ်တဲ့ပုံနာအိုကြီးတွေတယောက်မှမရှိတော့ကုန်သေးကုန်ပြီအဖေကနားထောင်သောအဖြစ်ပုံနာ4ယောက်တို့သည်ကွန်တင်ညပုံနာခေါင်းဆောင်ပြီးတော့သွားတယ်ပရိသတ်ကြီးဘယ်ကိုလိုက်သွားတော့ဆိုလို့ချင်းဥရုဝေလတော်တဲ့ဘာတော်တယ်လဲဘုန်းကြီးတို့ဥရုဝေလတော်ဆိုတော့ဥရုဝေလတော်ဆိုမြေပြန့်မှာဟလာတစ်ပင်တွေဘာတွေနဲ့ပန်းမန်းတွေနဲ့စိမ့်စိမ့်ဆိုအောက်မိတယ်ဘယ်ဟုတ်မလဲအိန္ဒိယရောက်သွားတော့ဥရုဝေလတော်မဟုတ်ဘူးပရိသတ်ဥရုဝေလတောင်တန်းကြီးကြောက်တွေပေါက်နေတာကြောက်ပေါ်မှာကြောက်တောင်ကြီးအဲ့ဒီကြောက်တောင်ကြီးတော်တော်မြင့်မြင့်တက်ယူရတယ်လှုပ်နဲ့တက်ရတာဥရုဝေလတောဆိုတာဘုန်းကြီးတို့ကမြေပြတ်မှလို့ထင်နေတာမဟုတ်ဘူးအိန္ဒိယရောက်တဲ့အခါကျတော့ဥရုဝေလတောင်တန်းတဲ့အဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ဒုက္ခရစရိယကျင့်တော်မူခဲ့တဲ့လှိုင်ကုန်ကြီးတစ်ခုရှိတယ်အဲ့ဒါဥရုဝေလတောဥရုဝေလတောင်တန်းကိုလိုက်သွားပြီးတော့တို့ပြောပရိသတ်ရဲ့အဲ့ဒီမှာဘုရားနာမှာနေပြီးတော့အလောင်းတော်သိတ္တထမင်းသားနာမှာနေပြီးတော့တို့ဘာလုပ်လဲဝေယဝဲဆာပြုစုတယ်ဝေယဝဲဆာပြုစုပြီးတော့ဘုရားဖြစ်မလားလို့စောင့်နေလိုက်တာပရိသတ်6နှစ်ကြာသွားတယ်ဘယ်လောက်ကြာသွားလဲ6နှစ်လုံးအစာရည်သားတွေဖြန်းပြီးတော့ကျင့်ခန္ဓာကိုအယိုးအရေးအသွေးအသားအကုန်လုံးခန်းချောက်ပြီးတော့အယိုးနဲ့အရေးပဲဒါပဲကြံတော့ဒုက္ခရစီရကျင့်တော်မူပုံတွေကြည့်လိုက်ရင်တွေ့မှာပေါ့
အဲ့တော့မှဘုရားလောင်းတော်သိဒ္ဓထကဂိုင်းဒီအကျင့်တွေကအလုံးစုံပြင်းထန်သောအကျင့်တွေဖြစ်တယ်အဲ့ဒီတော့ငါအစာပြန်စားပြီးတော့ပြန်ကျင့်မှရတော့မဲလို့ဆိုပြီးတော့အဲ့ဒီမှာသေနာနိဂုံးရွာကိုသေနာနိဂုံးဆိုတာတော်တော်လှမ်းတယ်ဘုန်းကြီးတို့ဒီသူဇာတာနေတဲ့သေနာနိဂုံးနဲ့ဥရဝေလတောင်တန်းနဲ့ကတော်တော်သွားယူရတယ်အဲ့ဒါဘုရားလောင်းတော်ကြွလာပြီးတော့သေနာနိဂုံးဆွမ်းခံပြီးတော့ဆွမ်းပြန်ဖုံးပေးတာအစောတုန်းကတော့ဆွမ်းဖုံးပေးပဲနဲ့ဒီတိုင်းတခါလဲကျင့်တာအကျင့်တွေလွန်ပြီးတော့ဘုရားလောင်းတော်ဟာဘာတရားမှလည်းမရဘူးနောက်တော့ gain ဒီအကျင့်တွေကခန္ဓာကိုယ်ညှင်းစေရညှင်းတဲ့တောင်ဖြစ်တယ်အတ္ထကိလမထာနုယောဂအကျင့်တွေဖြစ်တယ်ဆိုပြီးတော့အဲ့ဒီအကျင့်တွေကိုဖြောက်ဆွမ်းပြန်ဖုံးပေးအဲ့ဒီတော့ကွန်တင်ညတို့အုပ်စုကစိတ်ပြက်လာတယ်ဒီလောက်တောင်မှအယိုးကြည်ကြည်အရေး66ကျင့်တာတော့မှဘုရားမဖြစ်ဘဲနဲ့အခုအစားတောက်တွေပြန်ပြီးတော့စားပြီဆိုရင်တော့ဖြင့်ဘယ်လိုလုပ်ဘုရားဖြစ်တော့မလဲသူ့နားမှာနေလဲအလကားပါကွာဆိုပြီးတော့သူတို့9ယောက်ဟာဘုန်းကြီးတို့ဘုရားလောင်းတော်သိဒ္ဓထမင်းသားကိုဥရဝေလတောအတန်းမှာပြစ်ထားခဲ့ပြီးတော့ဘယ်ကိုသွားကြတော့ဆိုရင်ဗာရာဏသီပြည်အနီးကမိဂရာဝံတော်ဘာတော်လဲပိသရေဗာရာဏသီပြည်အနီးကမိဂရာဝံတော်ထဲမှာသွားပြီးတော့သူတို့နေကြပြီတဲ့အဲ့ဒီတော့လေဘုရားလောင်းတော်ဒီတရားတွေကျင့်လိုက်တာတရား3ခုကစုံလာပြီနေမှာဘုရားဖြစ်တယ်ဘုရားဖြစ်တော်မူပြီးတဲ့နောက်တတ္တဟာ9ရက်9လီ49ရက်49ရက်စံနေတော်မူပြီးတဲ့နောက်မှာဝါဆိုလာပြည့်စနေနေ့မှာဘုန်းကြီးတို့ပြည်သားရဲ့ကျေးဇူးအထူးရှိခဲ့သော6နှစ်တိုင်ဘုရားအလောင်းတော်သိဒ္ဓထကိုပြုစုဆောက်ရှောက်ခဲ့သောကွန်တင်ညတို့ကိုတရားဥဟောရအောင်လို့ဆိုပြီးတော့မိဂရာဝကိုကြွတယ်ဘယ်ကိုကြွလဲမိဂရာဝကိုကြွပြီးတော့ဘုန်းကြီးတို့ပြည်သားရဲ့အဲ့ဒီမိဂရာဝတော်မှာကွန်တင်ညာဗတ္တိယဝဘမာနအတ္တစီတဲ့အဓိကရည်ရွယ်တာကအရှင်ကွန်တင်ညာကိုရည်ရွယ်တာသူကဆုပန်ခဲ့တဲ့ပုဂ္ဂိုလ်မို့လို့အဲ့ဒီရှင်ကွန်တင်ညာကိုရည်ရွယ်ပြီးတော့ဘုရားရှင်ကိုရမြတ်ဒီမိဂရာဝတော်ကိုကြွပါတယ်ကဘာတသိန်းကာလပတ်လုံးပါရမီတော်ဖြစ်ခြင်းရှိဘူးခဲ့တဲ့ပါရမီရှင်ကြီးတစ္ဆာတရားကိုအဦးဆုံးသိပါစေဆိုတဲ့ဒီရွယ်ချက်နဲ့ဘုရားရှင်ကိုရမြတ်ဒီမိဂရာဝတော်ကိုကြွလို့ပင်စဝေကြီး9ဦးတို့ကိုတရားဟောတယ်ဘုရားကြွလာတာတွေ့တော့ပင်စဝေကြီး9ဦးတို့ကကိုတင်ညာခေါင်းဆောင်ပြီးတော့တိုင်မင်းနေဟေးဟိုမှာကြွလာပြီကမ္မထမ်းထွက်ကြည့်ကမ္မထမ်းကနေထွက်လာတာကြီးသားအသားရည်တွေဝါဝင်းပြီးတော့ဘလောက်တောင်စားတာတောက်ထားတယ်မသိဘူးအဲ့တော့သူ့ကိုတို့မခေါ်ချစေနော်မကြိုနဲ့နေရာလည်းမပေးနဲ့ဒါပေမဲ့လို့သူကရှင်မင်းသားဆိုတော့အမျိုးမြတ်တယ်အဲ့တော့ तू က तू ထိုင်ရင်လဲထိုင်ပေါ့နေရာလေးတော့ဒါလေးထားပေးလိုက်အဲ့ဒီလိုတိုင်ပင်ပြီးတော့နေတယ်သို့တော်လည်းပဲဘုန်းကြီးတို့ပြေးတာရေသူတို့ကဘုရားကိုစိတ်ဆိုးနေတာဟုတ်ဒီ6နှစ်လုံးလုံးတရားကျင့်တာတော့မှဘုရားမဖြစ်ပဲနဲ့အစားပြန်စားရမလားဆိုပြီးတော့သူတို့စိတ်ဆိုးပြီးထွက်လာတာအဲ့ဒါနဲ့ဘုရားလာရင်မကြိုကြသလားဆိုဂတိကိုထားတော့လည်းပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဘုန်းတော်ကံတော်မေတ္တာတော်ကိုသူတို့ဘယ်သူမှမခံနိုင်ပါဘူးတဲ့မြတ်စွာဘုရားလည်းအနားလည်းရောက်လာပေါ့တခါတည်းသူတို့မဟုတ်တယ်လို့ပဲတပိတ်သွားယူတဲ့လူကယူဒုက္ခသင်္ကန်းကြီးတဲတဲ့ပုဂ္ဂိုလ်ကတဲနေရခင်းတဲ့ပုဂ္ဂိုလ်ကခင်းခြေဆေးရပြင်းတဲ့ပုဂ္ဂိုလ်ကပြင်းခြေဆေးပေးတဲ့ပုဂ္ဂိုလ်ကခြေဆေးပေးအဲ့ဒီလိုနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဝေယဝဆတွေကိုဆောင်ရွက်ပေးဘုရားရှင်ကိုရောမြတ်ကလည်းပဲသူတို့ဆောင်ရွက်ပေးတဲ့ခင်းပေးတဲ့နေရာမှာခေတ္တခဏနားနေပြီးတော့အရှင်ကွန်တင်ညာကိုတရားနာခံထားပြီးတော့တေပရိဝတ္တဓမ္မစက္ကပဝတ္တနာသုတ်တံဘုန်းကြီးတို့ဘေးတာပေါင်းတော်ကောင်းတို့ဒီနေ့ခေါ်နေတာဓမ္မစัจ जा လို့ခေါ်တယ်။ဘာလို့ခေါ်လဲ။ဒေသနာတော်အရင်ကတေပရိဝတ္တဓမ္မစက္ကပဝတ္တနာသုတ်တံဒါကဒေသနာတော်အရင်ကဒီတိုင်းခေါ်တာလား။ဒါပေမဲ့ဒီနေ့အလွယ်ခေါ်နေတာကဓမ္မစัจ जा နဲ့ဓမ္မစက္ကပဝတ္တနာရှေ့မှာပါသေးတယ်တေပရိဝတ္တဓမ္မစက္ကပဝတ္တနာသုတ်တံနဲ့အဲ့ဒီသုတ်တန်ကြီးဓမ္မစကြာတရားလွယ်လွယ်ပြောဆိုပြဓမ္မစကြာတရားဟောဓမ္မစကြာတရားဟောတော်မူအဲ့ဒီအချိန်မှာနတ်တိမြမာတွေလည်းတရားနာလာကြတယ်တဲ့ဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူတဲ့ဒေသနာတော်ဆုံးမှာပေတတ်တေအဲ့ဒီကွန်တင်ညာနဲ့တကဝနတ်မြမာပေါင်း18ကလေးတို့သည်သောတာပတ္တိဖလေသောတာပတ္တိဖို့သောပဋိဒိန်သူကောင်းစွာမသွေတည်တော်မူကြလေကုန်မည်တကား
ပြေတာရောပြီးတော့မမှတ်နဲ့နော်ဒီဝါဆိုလားပြည့်နေညမှာဝါဆိုလားပြည့်နေညမှာတေပရိဝတ္တဓမ္မစကပဝတ္တနာသုတ်တန်ကြီးကိုခေါ်တဲ့နေရာမှာသောတာပန်တိတာတရားနာနေတာတော့9ဦးတရားနာနေတာဘယ်နှဦးလဲနတ်မြမာက18ခရေတဲ့နတ်မြမာကဘယ်လောက်လဲအဲ့ဒီ9ဦးထဲမှာအရှင်ဦးဆုံးသောတာပန်တိတာကွန်တင်ညာ9ဦးလုံးတိတာမဟုတ်ဘူးဟောဒီဝါဆိုလားပြည့်နေညမှာသောတာပန်တိတာဟာကွန်တင်ညာဗတ္တိယတို့ဝဘ္ပတို့မဟာနန္တို့အတ္တိတို့ကပုထုဇဉ်မရှိသေးတယ်သူတို့ကအဲ့ဒါနားပြမပေါင်းက18ခရီသောတာပန်တည်သွားတယ်တဲ့လူသားထဲမှာရှင်ကိုဋ္ဌိညတပါးတဲ့သောတာပန်တည်တယ်အဲ့ဒါသောတာပန်တည်တာကိုသိလဲသိရောဘုရားရှင်ကိုရောမြတ်ကအင်ညာတိဝတ္တဘောကွန်တင်ညောအင်ညာတိဝတ္တဘောကွန်တင်ညောဘောအိုအချင်းတို့ကွန်တင်ညောကွန်တင်ညာတိဝတ္တစင်စေဧကအမှန်အားဖြင့်အင်ညာတိသစ္စာ၄ပါးမြတ်တရားကိုထိုးထွင်း၍သိမြင်လေခဲ့ပါပြီတကားဘုရားရှင်ကိုယ်တော်မြတ်ကအင်ညာတိဝတ္တဘောကွန်တင်ညောအင်ညာတိဝတ္တဘောကွန်တင်ညောလို့ဒီလိုပြောလိုက်တဲ့ချိန်ကစ၍ရှင်ကွန်တင်ညာကြီးရဲ့နာမည်ကအင်ညာတိကွန်တင်ညာတဲ့ဒါဘုရားပေးတဲ့နာမည်ပဲနာမည်ရင်းကတော့ကွန်တင်ညာပဲရှေ့ကအင်ညာတိဆိုတဲ့စကားလုံးကဘုရားထည့်ပေးလိုက်တာအင်ညာတိကွန်တင်ညာကဲဝါဆိုလာပြည့်နေ့မှာရှင်ကွန်တင်ညာသောတာပန်တည်တယ်လာပြည့်ကျော်တရက်နေ့မနေ့ကညပေါ့လာပြည့်ကျော်တရက်နေ့ညမှာဗတ္တိယသောတာပန်တည်တယ်2ရက်နေ့ညမှာဝပ္ပ3ရက်နေ့ညမှာမဟာနံ4ရက်နေ့ညမှာအတ္တစီအကုန်လုံးသောတာပန်တည်သွားရောဝါဆိုလာပြည့်ကျော်4ရက်နေ့မှာအကုန်လုံးသောတာပန်တည်ပြီသောတာပန်တည်ပြီးတော့ဝါဆိုလာပြည့်ကျော်9ရက်နေ့ညကြတော့မှဘုရားရှင်ကိုယ်တော်မြတ်ကဘာသုတ်တံကိုထဟောတော့ဆိုတော့အနတ္တလက္ခဏာသုတ်တံဘာသုတ်တံလဲအနတ္တလက္ခဏာသုတ်တံကိုဟောလို့ပြီးတဲ့အချိန်မှာတော့5ပါးလုံးတပြိုင်နက်ယဟန္တာတွေဖြစ်ကြတယ်တဲ့ယဟန္တာဖြစ်တော့တစ်ချိန်နဲ့သောတာပန်ဖြစ်တာကတော့မတူဘူးရှင်ကိုယ်နဲ့ညာကအရင်သောတာပန်ဖြစ်ရတယ်သူကယဟန္တာဖြစ်တဲ့အချိန်ကျတော့တစ်ချိန်နဲ့အတူတူပဲကဲအဲ့ဒီကနေပြီးတော့တူတူပြောဆိုပေးတဲ့အဲ့ဒီမှာရှင်ကိုယ်တင်ညာတို့ယဟန္တာတွေဖြစ်ကြယဟန္တာတွေဖြစ်ပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်အဲ့ဒီမှာတရင်သုံးဝါဆိုပေါ့ဗျာဝါဆိုပြီးတော့ဘုန်းကြီးတို့လောကမှာအဲ့ဒီလာပြည့်ကျော်9ရက်နေ့ညယဟန္တာလည်းပေါ်လဲပေါ်လာယဟန္တာ9ပါးလည်းပေါ်လဲပေါ်လာဟောလောကမှာယတနာ3ပါးအစုံပေါ်ပြီတဲ့ကစုံလာပြည့်နေ့မှာဘုရားယတနာပေါ်တယ်ဘုရားနဲ့တူတူတရားယတနာပေါ်တယ်ဘာလို့လာပြည့်ကျော်9ရက်နေ့မှာတန်ခါယတနာပေါ်တယ်ဒါကြောင့်ဟောဒီကစုံနဲ့ဝါဆိုဒီနလဟာဘုန်းကြီးတို့ဘုရားသမိုင်းမှာသာသနာတော်သမိုင်းမှာလာထူးလာမြတ်ကြီးတွေကြီးပဲယတနာ3ပါးလုံးပေါ်တာကတော့ဝါဆိုလာပြည့်နေ့ပဲဘာလို့လဲပဲနေမိဂရာဝန်တော်မှာဘုရားယတနာလည်းပေါ်ပြီတရားယတနာလည်းပေါ်ပြီလာပြီးတော့9ရက်နေ့ကြာရင်တော့အဲ့ဒါယဟန္တာတွေပေါ်လာလို့တန်ခါယတနာပါပေါ်တဲ့နေတဲ့ကဲအဲ့ဒီတော့ဝါဆိုလာပြီးတော့9ရက်နေ့မှာဘုန်းကြီးတို့ပြည်သားရဲ့ရှင်ကွန်းတင်ညာတော်မူပြုတဲ့ပိဿဝဂီ9ဦးတို့ယဟန္တာတွေဖြစ်ကြတယ်နောက်ဒုတိယမိဂရာဝန်တော်တဲ့ကိုရောက်လာတာယတတထေသဘယ်သူလဲပြည်သားနောက်ကတငယ်ချင်း55ယောက်ပါလာတယ်ဘယ်နှယောက်ပါလာလဲကဲ55ယောက်ပါလာတော့သူတို့55ယောက်လည်းအဲ့ဒီမှာဖရာတရားနာယဟန္တာတွေဖြစ်ကြဒါမြင်သူတို့55ယောက်ရဲ့ခုနတုန်းကပိဿဝေဂီ9ယောက်ရဲ့ပေါင်းတော့ဘယ်လောက်လဲ60မြတ်စွာဘုရားနဲ့ဆိုရင်တပါး60တပါးဘယ်လောက်လဲပြေးတာ60တပါးကအဲ့ဒီမိဂရာဝန်တော်မှာဝါဆိုကြတာဘုရားရှင်ကိုယ်တော်မြတ်လည်းတဝါပဲရတယ်ရှင်ကိုတင်ညာလည်းတဝါပဲရတယ်ယတတထေသာလည်းတဝါပဲရတယ်သူတို့အကုန်လုံးယတနဲ့55ယောက်ရှင်ကိုတင်ညာဗတ္တိယဝဘမာနအတ္တိ9ယောက်ထက်60မြတ်စွာဘုရားတပါးထက်60နဲ့တပါး60နဲ့တပါးတော့ဘုရားမှုရှိတဲ့တန်ဃာတော်တွေမိဂရာဝန်မှာဝါဆိုတရင်ကျွတ်တဲ့အခါကျတော့အဲ့ဒါမြတ်စွာဘုရားရှင်ကိုတော်မြတ်ကတန်ဃာတော်တွေကိုတာဝန်ခွဲဝေပြီးတော့တရားဟောလို့ဖះကပဲကြွသွားတော့လို့ဆိုတော့ပရိသတ်ကြီးဗိမ္ပိတာရမင်းကြီးရဲ့ပင်လျောက်ထားခြင်းအရာရာဇဂိုကိုကြွသွားတယ်မြတ်စွာဘုရားပဲကြွသွားတယ်ဘုရားရှင်ကိုတော်မြတ်ဒီဗိမ္ပိတာရမင်းကြီးပင်လျောက်ချက်ရရာဇဂိုကိုကြွလမ်းတစ်လျှောက်မှာတရားတွေဟော
မိဂရာဝါနေပြီးတော့ရာဇဂိုကိုကြွတဲ့လမ်းတစ်ချောင်းမှာတရားဟောချွေချွတ်တော်မူလာတာကပ္ပတိကတောအုပ်အယောက်ဗဒ္ဒဝဂီမင်းသား30အဲ့ဒီမှာတခါတရားဟောခုနတုန်းက60ရဲ့အခုဗဒ္ဒဝဂီတို့30ရဲ့ပေါင်းလိုက်ရင်ဘယ်လောက်လဲ90အဲ့ဒီကနေပြီးတော့မြတ်စွာဘုရားဆက်ကြွခယံတိတရောက်ခယံတိတရောက်တော့ယသိညီနောင်ရှင်1000တို့ကိုဘုန်းကြီးတို့ပြေးသားရဲ့အဲ့ဒီမှာတရားဟောချွေချိုးအဲ့ဒီမှာက1000ရတယ်အဲ့ဒီမှာကဘယ်လောက်ရလဲအဲ့ဒီမှာက1000ရတယ်အဲ့ဒီကနေပြီးတော့ဘုရားရှင်ကိုတော်မြတ်ကြွသွားလိုက်တာဘယ်ကိုကြွသွားတော့ဆိုတော့ရာဇဂိုကိုသွားတာနော်ဒီတရင်ကျုပ်ထဲကနေသွားလိုက်တာရာဇဂိုကိုရောက်တော့103ခုပြာသူလမ်းပြည့်နေမှရာဇဂိုကိုရောက်တယ်တဲ့ဆိုတော့တွက်ကြည့်ရအောင်တရင်ကျုပ်တစ်စောင်းမုံနဲ့တော်ပြာသူ3လကြာတယ်ဘယ်လောက်ကြာလဲဘုရားသားရာဇဂိုကိုရောက်ရာဇဂိုရောက်တဲ့အခါကျတော့ဝိမိတာရမင်းကြီးနဲ့ပရိသတ်တွေကိုတရားဟောမင်းကြီးနဲ့တကွပုံသားသူ့ကျွဲ့3,000,000နဲ့1,000,000လို့အဲ့ဒီမှာသောတာပန်နေတီးကြသောတာပန်နေတီးပြီးတော့ဘုရားရှင်ကိုရောမြတ်ကြီးရာဇဂိုမျိုးကနေဘယ်ကိုပြန်ကြွလာတော့ဆိုတော့တာဝတိရာဇဂိုကနေဘယ်ကြွတာဝတိပြေမောဇေတွန်ရွှေကျောင်းတော်မှာအနာတပင်ဆောက်လုပ်လူတန်းအပ်တဲ့ဇေတွန်ရွှေကျောင်းတော်မှာဘုရားရှင်ကိုရောမြတ်တရင်သုံးနေတော့ရှင်ကွန်းတင်ညာတို့လည်းအကုန်လုံးရောက်လာပြီရောက်လာတဲ့အခါကျတော့မှဘုရားရှင်ကိုရောမြတ်ကအဲ့ဒီမှာတန်ခပရိသတ်ကြားထဲမှာရှင်ကွန်းတင်ညာကိုဘွဲ့ပေးတယ်တဲ့ဣတေတခံဘိက္ခွေမမသာဝကဏံဘိက္ခုနံရတ္တေညုဏယတိတံအင်းမြတိကွန်းတင်ညောဘိက္ခဝေယံတို့မြတ်ဩချေတတို့မမသာဝကဏံငါဘုရားရှင်ကိုရောမြတ်ရဲ့တပည့်သားဖြစ်ကုန်သောဘိက္ခုနံယဟန်တော်ပေါင်းတို့တွင်ရတ္တေညုဏညစ်အပိုင်ခြားကိုသိကုန်သောဝါသိခဝါကြီးကုန်သောဘိက္ခုနယဟန်တော်ပေါင်းနေတဲ့မှာယတိတံယောအယံအညာတိကွန်တေညောဤကွန်တေညာခေါ်တဲ့မထေရကြီးသည်အတ္တိရှိပါ၏ဣသာဣသောအဲ့ဒီကွန်တေညာမထေရသူများသည်အကံအကောအများဆုံးသာဆုံးပါပဲရဲ့လို့ဘဂဝါဘုန်းတော်6စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအကထာသည်အများဆုံးရာဌာန၌ထပေတိကောင်းစွာမသွေထားတော်မူလိုက်ပါပေတည်းမြတ်စွာဘုရားဖြစ်တော်မူပြီးတော့ဝရဒိတ်တော်ပေးတဲ့နေရာမှာအဦးဆုံးသူ့အရင်လဲဘယ်သူမှမပေးသေးဘူးဘုရားကဘွဲ့အဲ့ဒါရှင်ကောတေညာကိုရတ္တညူဆိုတဲ့ဘွဲ့ပေးလိုက်တာဘုရားသားအဲ့ဒီတရား3ခုဘုရားရှင်ကိုယ်တော်မြတ်ပြာသူကနေပြီးတော့ပြာသူလာပြင်းနေရာဇဂိုရောက်တယ်တာဝတိရောက်တယ်နောက်တဘိုတွဲလာရောက်လာတဘိုတွဲလာဆန်တရက်နေ့မှာရှင်သာရိပုတ္တရာနဲ့ရှင်မမောဂလန်တို့ရောက်လာတယ်ရောက်လာပြီးတော့ယဟန်ပြုကြတယ်တဘိုတွဲလာဆန်9ရက်နေ့မှာရှင်မောဂလန်ကယဟန်နာဖြစ်တယ်တဘိုတွဲလာပြည့်နေ့မှာရှင်သာရိပုတ္တရာယဟန်နာဖြစ်တယ်ဟောတန်ဃာတွေများလာပြီအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကရှင်သာရိပုတ္တရာတို့ရှင်မမောဂလန်တို့ယဟန္တာတွေဖြစ်သွားတဲ့အခါကျတော့ဩဒီနှစ်ပါးဟာလက်ဝဲရန်လက်ရရန်ယာတုစုကိုတောင်းတာပဲအဲ့တော့ဒီနှစ်ပါးကိုငါသည်ယာတုဘွဲ့တိတ်တော့ပေးအောင်မဘဲလို့ဆိုပြီးတော့တန်ဃာတို့ရဲ့အလယ်မှာပိဋကရဲ့ရှင်သာရိပုတ္တရာကိုလက်ရရန်ရှင်သာရိပုတ္တရာကိုဘာယာတုခန့်လိုက်လဲရှင်မမောဂလန်ကိုလက်ဝဲရန်ရှင်မမောဂလန်ကိုဘယ်ညာအစုံပေါ့ဆိုတော့မြတ်စွာဘုရားဆွမ်းသားကြွပြီချောငံကြွပြီဆိုရင်တန်ဃာတွေတန်းစီရပြီတန်းစီတဲ့အခါကျတော့ဘုန်းကြီးတို့ပြည်သားကြည့်လိုက်စမ်းမြတ်စွာဘုရားထိုင်ရင်လည်းပဲဘုရားကဗုဒ္ဓသနာပလင်အလဲကောင်းမှာထိုင်တယ်ဘုရားရဲ့လက်ဝဲကရှင်မောကလံလက်ရာကရှင်သာရိပုတ္တရာရှင်ကွတ်တညာကြီးဘယ်နာသွားနေမလဲကြည့်သူဝါအကြီးဆုံးဘုရားနဲ့တဝါတဲ့သူကဆိုတော့ရှင်ကွတ်တညာကြီးကဝါကြီးတယ်ဝါကြီးတော့ဘယ်နာထိုင်ရတော့ဟိုကလက်ဝဲရန်လက်ရရန်ဘုရားနာကထိုင်ရတာဆိုတော့ရှင်ကွန်းတင်ညာကြီးရဲ့နေရာဘုရားနောက်ကျောမှာတဲ့ဆိုတော့ရှေ့တန်းမှာကမြတ်စွာဘုရားရဲ့ရှင်သာရိပုတ္တရာရဲ့ရှင်မောဂလန်ရဲ့နောက်တန်းမှာကဘုရားနောက်ကျောတဲ့မှာကရှင်ကွန်းတင်ညာဆိုတော့ရှေ့ကရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့ကမထိုင်ရဲဘူးတဲ့ဘာဖြစ်လို့လဲနောက်မှာကသိက္ခာဝါကြီးတဲ့ဆရာတော်ကြီးရှိနေလို့မြတ်စွာဘုရားကလက်ဝဲလက်ရယာတုပေးထားပြီမယ်လို့ထိုင်ရတာအဲ့ဒီဟန္တာကြီးနှစ်ပါးကမထိုင်ရဲဘူးတဲ့နေရာထိုင်ရင်တော်တော်အခက်ခဲရှိနေကြတယ်တဲ့အဲ့ဒါကိုဘုန်းကြီးတို့ပြေးတာရှင်ကိုနေညာမထေကြီးကသိပါတယ်ဒါကြောင့်ဒုရတနေနိတိဒါနဒုဝေတိအကသဝကံ
Oda Bendi Harayam Continue Totu Gadawa Continue Payashin Tadana Roma Payashin Tadana Roma Turagate Utaya Tula Gaimshin Pawet Dai Out Georgia Dishin Continue Matimia Pianai Totu Gadawa Gaunya Tuchon Alome Yodejim Shijago Do Egadawaga Leweleya Chayanga Shin Mahabweta Tabemian Jidile Pijaguno Teduwe Shendari Bodara Shema Mogalahu Golean Tesha to Taroji Navarodi Duradana Leya Lewen of her dwelling Amieta Se Kwewe Soku Nea Unai Nididanda Barami Asin Yadu Mie Titan Alayao Nedo Mujaya Goni Sido Down to the Doji Waro Jido Munya Shin Continua Matimia Payago Oda Bendi Logi Gomo Ayo Masu Simon Yube Atu Jayono Mujali O In Harayandi Duragao Ponamugo Go Yuga Amiama Dobe Shanuro Mujali Gondari Payashin Gorom Yaga Time Kailo Time Muya Dolebe Matai Yebu Shidari Now by Mamma Teji needed this Aliva O Piabia Dido Mude Dona Shinkonina Mateji Shinivala Tayana Mayete and Shinida, now Majama Leleji. Edo Shinkonina Yiga Leve, Yanaye Mene Katata, oh Nate, that then cheap Povido, Padami Shila Yare, Ega Tawaga. Allow no Ega Tawaga in a Baha, Natuen, Nia Tiny and Keke Shinivala, Nanoma Tiny Yara. Turunga would chop beat on Nevala. Two paramina, two su down and Tulara. The Agatawagaji Nabago, and they joke out Namalo demu. Say, Tuila be Bedai. And they joke out Malo demu. Tinayaga and Yamian Kwama Kedome. Tagan the check. Now the checker. The Radamadiga, Jaunego, Yaula, solution, Yasa Biago, Yendapude. Yasa Biago, Pumidane. Shinkodenya Bamalevia, Shinkodenya Bamalevia, so Shinkodenya Shide Yago, maybe the Shinkodenya Yilan, flew wet down with it, flew, Zakari Lapio, so Erima Shinkodenya Yiga, Point of Yeta. Palata Mavane, Chanya Dada Guago, A. Aria, we had Ralo for the Palata Mavane, Neame, Asa, Mania Vene, Pumio Lade, the Gado Mario, the Yahoya, Zagambioyane, a chainy cone. Jago leve Shinkodenya Yiga, Manette Bubi Dai, Dajamuro Miaswa Pianaga, Kwamabe, Leland, Wayland, Yadita Dima, Tabido, the Rendo Me, Sobido, Somja Chalade. A jump Cheshi, a jump in a chele. The Chega, Egama, Tawagaji Nabago, Analo. The Chega, the Ganamadi, the Wolai Twilight, Lanelosi, Adia, we had Ralo, Koda, Palata, Maban, Nelo Maya, the Dwajamolo, Guy, with a Yatoni, Kaune, Hayana, Kwamelo, Elo, Sophia Checha. Sophia Charo, Nakuza, Payanama, beautiful South Shavolo, Badu, Tagaya, Gaumele, to set beetle, singing beetle, Chile, Kama, Bedai. Do ye do Mandani Ponema Gieta, Pona Lulin. Shinkodenya Gi, do Namega, Pona Lulin. Balulinele Eri Bona Lulin, Mio, Ionema. Mimido Sati, the Bona Lulin and Danaroma, Jomia Miabula, Jomia made it. Pona Lulin, the Dadanado, Yalo, Yahabu being. Dadana Doma, Tamaka Tika, the Yaho, Kaune, Korova, Shilime, Tagoshinko de Naga, Mine. Mine Kajaro, Shinko de Naga, Pedro Soro, Paya, Sati Shite, Dona, Wutu, Bonayo Ajigo, Shinko de Nagi, Pianoare Bedai. Pianoamido, Dabio, Manani Bonema Jigo, the Gomaji, the Gomaji, Mompona, Jone Tello Belai. Sort of Cordoa. Kodamido, Mambonago, Point of Yedai, Erima, Shinkodenya, then I will be there, then I will baby the Nauma, of Handiadi, they made it, they may be the Nauma, Payatama,
Ante Wadika, Dabe of Shene, Naswabia Tama, Shenkonte Nyadi, Ko Daime, Pona Matego, Apare, Pona Matego, Piashin, Koromia Tama, Shenkonte Nyadi, Apide, Nauma, Naswabia Shen Koromia Tango, Tualo, Tuya, Jansidio, a Golo shall be the Esa Mahama, Wida, Tuaton, Tukabia, Wane. Ami Zaina Godani Ogadam Data Nayaga Esa Mahama Wida Wato Tukam Piahawane Ami Zaina Godani Ogadam Data Nayaga Mahawida Jimya Do Odahavi Doka Besha Shenomia Paya Aham Radinu Wea Kondenyahu Nama Pinya Tamako Paya Dvidodin Tu khao tu chao cô chao so nau bia ba ken qua shen qua chana doa bia wen ni lu tu ken sai ai kaung kaung to ya chao nai wat thau wat ti dong a pho ma mi de ko ti phin tati pai pai ne thai nyin nga ai sa mi a shin na pa ko thau tha nge nya a lo shi ba de bia dani yakhu akha nai a mi phaya de bi do ti li Zainago Zara let bring the Kasinwe O me ye yoga babi pia Nayaga Dogida da Winimiago Tanaked O Mia Shimin Don't make a Runa of Washing on your Piarodi Oga down the bed. The leader chat todo doye, they am your chin, they time wingo. Data sweet no do Jacamoma, Puento Camia Jaye, Petanaro Mubago, Paya. Payana, Nevido, Quabolo, Chanjade, Kajado, Dudule, Bona, Tenga will Belo, Payana, to go that target. Tadavido, Yaswavia, shout there, Bono, Gino, Yaswavia, Davido, the Lutu, Manito, Yanito, Matuavido, E. says in a way, Aria, we Haralo, Kore, Palata Mabadi, when Zavido, Davido, Nego, Pedro, Mubavia, a Joe Johnny, Shabia, Yaswavia, and Mira, Bo, Mebavilo, Damale. Ega Tawagajina Bagule, Anna, Pia. The Garamari, Latte, Hoya, Zagari, Pio, and Aria, we had an Amania, Upia, the Vido, Dwago, and Pivarolo. Erilo, Miazabia, and Goromiago, Joe Johnny, and Shoutado, Piazin Goromiago, Computer Mude. Computer Muda, they Shida, they were they mean a Kajara, the weight the low. Then I'm down there, you saw me. Come in, Kayiza, Shivido, Shenkonena Metidi, Vego, Joadaro, Soye, Hima Wonta, Vegodale. Hima Wonta, Niga, Manda, Ginilo, Kore, Sara, Aingo, Joado Mudare. Any Sara, Ainsora, Shishirunga. Pisiga, Bodare, the Dendo, Ne Tange, Bude, Nia, how she did. Erima, Bondogo, Anubone, Piso Mido, along at that she, Lema Panda, the Lulago, Adinian sheet, Semau Shitown sheet, Semau. Eri Sara, Ima, send Shitown machine, Ludayelo, Tiamam machine. Eri sending needed, Doji Lego, Sengondena, Gong and Kizan, Zibido, Joa, Himonda, Yao, Sara, I. Ero Sega Pietiga Buddha de Joana Losin, Lojuin Nija, we are Wesa, Pulo Nija, Sene Soro, Senkone Naji, Joana, Miele, Mielayo, Nadoro, Kudo, Kamu, Sabio, Jesaya, Leia, Migoni, Yabi, Sobido, Boido Pieta, Aya, Wantane, Edima, Senega, Georgia, Soja. Senkone Naji, Joya, Landa Shago, Chomwe, Don Aulo, Senquarene, Shabido, Mini Vede, Tita. Below lay my Senate also. Lands out the Lango at the Kara Senquarin, Sasha Bido, Mini Vida, Diganeke, no Langes anymore. Senquarin at the Kara Shabido, Mini B, Malod at the kind of the mountain at Cho, the Lulu. Era Malod at the Venet, the kind in the mountain at Cho, Nia Tang and Piensen B, Shengo and Yai, the end of all, Niali, Langulita, Senelo, baby, the Kajado, Mapuido, Beda. Erima Sene Shitown, a golon su Wevido. Woda Gareya, Mamayan Terra, the Wari gown. Tabi Naga Manda Yedu Mora, Manahi Dawari.
Wada Wudam Kariyama Mayam Tirada Warikam Dabe Naga Mandayendu Mora Manahi Taware Bondo Tugadi Lam Tugadi Lam Tango Seima Myonyao O Sembauno Maya Delisa Bumbawa Joya Nemu Janododi Tirada Kamu Saibio Kaunyo Shitoya Yerana Malashin Kundenya Matimyaji Wada Wadam Dambu Ye Jam Nidin Swanim Dambu Ye Jam Nidin Swanim Tingango Shaw Tindo Kaumbia Wajiwang Yaya Dogo Warikam Daune Du Shwemyu Jita Daune Du Shwemyu Jita Taleri da Kariyama Naivango Yizu Ye Jinu Zandaradapshim Naivango Yizu Ye Jinu Zandaradapshim Mapya Pilu Jabagonzo Idi Ido Bounsu Asiawe Pilu Jagole Tawedi Mahate Mya Sayau Kalatua Kanai Dabe Nagadara Kwambon Bidi Hobie Agonsu Nyao Saya Boundodi Moramana Hi Moramana Ewa Tatama Taka Joyadi Yaranabo Sayau Tagado Wamyao Jago Vidalayo Mandayendu Tugo Gogo Jinyo Miale No Piona Choelaya Swenwe Daimenyali Gomi Daga Kain Bayadai Di Bali Adibega Babio Send it, she will call it. Send it Valo de Eh, she would and Yaji Yala, send it, she will call her. She will call down Chama, boy, Ming about down when you mean about down when you were down when Chada got an hour down when Chada Hola. Send it down when Chabi, Shenko de Yaji go, Puzubo, yeah? Shenko de Yaji, Brenda, Sambo, Yago, when you be there now, Uboma, Senajaro. Tine, Titeago, Pema Nigo, Chokedo, so Senkondena Yaudualo, Sende, she will wear correct a caliber. Holaveda. Now the battle, Pia, Homa, Pia, left Shabby. She will call out Ogata, doing with the Mel, they go provide on my water, Ariano. Down Quella, remember down Badon Biom, Hola, hello, Mabia Leve B, Lame Bajalo, Sheno, Angati, Subao Mido. Through Eriman Diamaniare, a Jizon loaded Senjiga. O Sembauno, Matemia G. di Dogo, Tuala, Dodo, Yaranaboni, Saidabe, Dayamolo, where was a low devo, Malehea ao, Tulo, no, Mapia, ao. The nego, Senagausi, Dawe, you will abuse South Java. Eddie Lubioso, Diamond Miro, Neja. Era Diniyama, Boido Beda, Piodia, the Ganta Kushila, Simpea, Senega, Luzagale, Mabioda Pene, Dorema, Sene Sibu went tiny, so that Shenai Mama, Lalo, Boido Beda, Bangro, Holo, Diniyama, Megon Tosia, the Kushiba. Through Baga Bawa, through Nale Munebo. Why do you not a lady? Turubana was a happy only Jalabe. Chigani lady Dame Turubana was beyond Jalabe. Ponido Miasa Paya, Hora Muragere, what that took pride also. Payala no moment. Tojirama, Tommy de Lao. Miba Navaga, Payalo no Momingo, Sobio, Piero, Edima, Payalo no Desa Soda, Dandi Pekka, Abadana, Dandi Bada, Wanzana, Mada Bidasa, Nekanda, Zada, Weda, Badegama. Allow no Desa Soda. The Payab Shito Mureka, Jadam Yasa, Payaga, Piamido, Hora. What are the brave Subio? The Bonito Logadema. The lesson Lusakano, Mapioba, Duru Pada Pawa Poli, Duru Piota de Sakane, Duru Nale, Duru Tide, Tinian, Duru Dilo, Siwe Diamene, Ponino Mengo,
Sharoji, Yere, Mabodo, and Emaleve, the Senate see where the John Bahari. Ida Dago Gigi Absent, Mingos of Yaji Goro and Diosa Lakane Absent, Senate see where the Taimania, so I will put you Pietaga, below the Waba, my own solo shame, through Bada Bawane, through Nale, through Chinjimbo. Yes, so we are Tawa Yujare, Edilu, Shibuza, Dalego, Mama. Era the nego send a gonja, Chegondina Matiji, Wame. Tawan Janet say Hamane, Soso, Baloya Male Soloshi. Me, doubt Loere, Tenny, Shataya, and Yanida. Me down let Tenny, Sha, me the Edima, Chow Dome, Natongo, Pote. I got don't need a don't have. No mountain, don't get it wrong. We no mountain, don't you pop, Yada Babel, don't a poo, meet one tala. Meet her be so there, Kajarama. Everyone, yet a mighty name, me and you. You read on Maguna, you are a Tenego Miku. Tenego Miku, baby solution, Eddie Tembo, Nevo, Bari Ted also, Chok don't take the lady, Chok don't meet powder. Chào đông mỹ phổ bi lo chào đông để đồ lê pu bi chào khe để đồ lê pu bi chào đông tê tê đồ lê pu bi lo số đấy khá chắc rồi ấy mà đông này có bi đó nằm máu này đông ta chong của xa bi đó nằm máu này đông của này có bi đó ấy chào đông này mấy cái biết thế đông rồi chứ chào gì qua chỉ để cái biết thế chào gì qua chỉ để cái biết thế đấy khá chắc rồi ấy chào gì qua thế mà xí đó gì đấy ha pu là đấy gì pu bà lâu phổ đông rồi chứ miền Nam để phổ lô bà lâu phổ đấy bây giờ tôi đây đầu này mà gia đình uru tây ấy đấy, sao là anh rồi là luôn ấy đấy gia đình ta, lúc tây nhau mà nhau khu ấy gia đình nào, ấy là nhau mà lúc mình nói số sẽ có nhà mà thế gì, mình nói rồi tiếp theo lúc số bây giờ, ấy đi lúc cháu đâu này mỹ phổ bây giờ, nó máu này co, đâu này co đến bây giờ, ấy đi cháu quẹt cháu ông bố bây giờ ấy đi cháu quẹt mà gì đi bố bây lúc số đấy khán giả đó mà, ấy đi mà mình nói tiếp theo lúc ấy đi mà chết quá bây giờ, đại khái nó máu này quá khẩu đó mà sẽ có nhà mà thế gì cả thuê là bây giờ khán giả đó mà ấy đi mà mình nói rồi thế nhớ là để biết được khả năng là xoắn cây giả về lâu xưa nhá đấy lúa mà xí bên này xoắn à rồi tham em về lúa mà giá này cũng biết đấy xoắn hết rồi xoắn đâu cả lúa mà giá này cũng biết đấy ấy là về lâu dài rồi xoắn lâu xí bao nhiêu rồi ấy đi mà mình đang kích ní lô khỏi đấy gì cả nhỉ hả chú dân là ngã sẽ chết đấy tại chú dân nào cũng sắp tấu mình xí chú dân là ngã sẽ chết đấy ấy đi chú dân là ngã sẽ chết đấy cái này là nó sẽ ngã usana mà đó ba gì mori ba amai thì mà xí bên này xí ha mấy rằng chỉ lên mấy đó này đấy cho nên nó sẽ ngã usana mà đó cha miêu ngã ba vấn nhà mấy đó thà đấy cha vấn gì đấy chỉ bảo cha bé gì đấy cha vấn gì đấy chỉ bảo đấy ấy đi cha vấn cha bé thì mà lê tay lại lối xí lê này ở đâu đâu ba la đấy bao vô mồ này ba đây lê bây giờ đây bao mồ này bao mồ thì này bao nhiêu trái hậu cùng đi cái này thâu để bao mồ xe rồi bây giờ là dễ đồ gì đấy nó ấy xe à bao mồ nó lên gì đồ rồi đó tôi đâu có mà thâu đó hôm mà bao mồ rồi lấy đây bây giờ ấy mà ba la bây giờ khá chắc là ấy cha buen này cha bé thì bao mà tên gì đấy này bao sa bây giờ khá chắc là ấy là đi cả lúc xưa đông lúc rồi bao mồ này của gì này phiêu đá lúc xưa này đó cha bé bao mà cha buen bao mà ấy là nebula đấy khá chắc là nebu say này tôi lấy đấy khá chắc là tên này lúc nebu thà rồi chất thà đó lúc xưa bây giờ ấy là bao mồ ghé đi bao mồ ghé đi cả biểu cái này chỉ lúc xưa nó ăn đồ ghé này đủ đấy bạn này đủ đấy đấy là nó ăn đồ ghé này đủ đấy ấy thì bao mồ ghé đi bao nhiêu đồ sa bê mà đó bao khara mà đủ lúc khó đấy là ấy thì bao khara mà đủ đấy sen này cái sen yêu bây giờ nằm máu này này ấy thì cha bố này cái bao khara mà đủ đấy cha bé đấy cái bao khara mà đủ đấy cha bé lại cha bố lại chối yêu làm bây giờ sen con này nhà mà thế gì của cả lũ đấy cha đó gì nào mà bác sĩ đông rồi nam đàn tây lên thì bà đó sĩ đấy ấy thì nào mà bà đó sĩ đông rồi ta khoa rồi bù rồi phải yêu nó đoạn đó cả sen bao này đấy ấy thì nào mà bà đấy sĩ đông rồi thì con đi bên lâu lâu sĩ đấy chân đó gì đấy sĩ đấy ấy thì nào mà ngập gió đó sĩ đấy ấy thì nào mà bên này đó số bị đó mà đang kí ni ai nhiêu ấy thì lo đó thắt bây giờ mới đó thà ra
အဲ့တော့မနဲ့စွန့်တဲ့နေဆုံးကတော့ရှင်ကိုဏညမထေသူမြတ်ကြီးဘာဖုံးပေးရတော့ဆိုလို့ရှိရင်ပောက်ခရမတုလို့ခေါ်သောပန်းဝတ်မုံချွန်းကိုပဲရှင်ကိုဏညမထေကြီးဖုံးပေးသုံးဆောင်တော်မူရတယ်တဲ့ညနေပိုင်းရောက်ပြီညနေနေဝင်ဖြိုးပြအချိန်ရောက်ပြီဆိုလို့ရှိရင်ကြံရည်ဖုံးပေးရတယ်တဲ့ဘာဖုံးပေးရလဲကွန်းသီးပင်လောက်ရှိတဲ့ကြံပင်ကြီးတွေအလှည့်ကြတဲ့ဆင်ကသွားချိုးသွားချိုးပြီးတော့အဲ့ဒါတခါတဲ့ကြောက်တုံးကိုတင်းအောက်ကကြောက်ခွက်ကြီးတွေခံထားတာရှေ့တုန်းကပစ္စေကဗုဒ္ဓတွေတည်င်းသုံးသွားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကြောက်တုံးတွေကြောက်ခွက်တွေကတော့အဲ့ဒီနားမှာအကုန်လုံးအစင်သင်းရှိတယ်ပြည်သားအဲ့ဒါကြံကိုအဲ့ဒီကြောက်တုံးပေါ်တင်ပြီးတော့ကြောက်တုံးတစ်ထုံးနဲ့ခါနင်းပြီးတော့အဲ့ဒီမှာကြိတ်တာကြိတ်တဲ့အခါကျတော့ကြံရည်တွေကကြောက်ခွက်ထဲကြားကြောက်ခွက်ထဲကြားတဲ့ကြံရည်တွေကိုနှမောင်းနဲ့စုပ်ပြီးတော့ရှင်ကိုဏညတပိတ်ထဲသွားလောင်းထဲတော့ရှင်ကိုဏညမထေကြီးကအဲ့ဒီမှာကြံရည်လဲဖုံးပေးရတယ်တဲ့ဘာဖုံးပေးရလဲကြံရည်လဲညနေတိုင်းဖုံးပေးရတယ်တဲ့မနက်ပိုင်းဆိုလို့ရှိရင်ပောက်ခရမတုနေဆုံးပိုင်းဆိုပောက်ခရမတုပန်းဝတ်မုံတို့ခဲညနေပိုင်းကြလို့ရှိရင်ကြံရည်တွေဖုံးပေးရတယ်တဲ့အဲ့ဒါတာဝန်ကျရှင်ရဲ့လုပ်ရမယ်အလုပ်တွေပဲပြေးတယ်တခါကြလို့ရှိရင်တော့ပြင်ရှင်ကိုဏညမထေကြီးကဘယ်ကိုကြွသွားတုံးဆိုလို့ရှိရင်ဟိမဝန္တာကကေလာတတောင်ကိုကြွသွားတယ်တဲ့ဘယ်တောင်ကြွသွားကေလာတတောင်ကိုကြွသွားတဲ့အဲ့ဒီကေလာတတောင်မှာဘယ်သူရှိတုံးဆိုလို့ရှိရင်နာဂဒဋ္ဌနတ်သားတဲ့နတ်သားရဲ့နာမည်ကနာဂဒဋ္ဌဘယ်သူလဲနာဂဒဋ္ဌလို့ခေါ်တဲ့နတ်သားတစ်ပါးရှိတယ်တဲ့အဲ့ဒီနတ်သားဟာကတ္တဗမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်ကအနှစ်2000တိတိဘုရားမှုရှိတဲ့သံဃာတော်တွေကိုထောပဆွမ်းနေနိုကနာဆွမ်းနေလှူဒန်းခဲ့ဘူးတဲ့နတ်သားတဲ့ကတ္တဗဘုရားသာသနာတော်မှာသံဃာတော်တွေကိုအနှစ်2000တိတိတရက်မှမပြတ်ပဲနဲ့ထောပဆွမ်းနေနိုကနာဆွမ်းနေလှူဒန်းခဲ့ဘူးတဲ့အဲ့ဒီကောင်းမှုကြောင့်သူ့မှာနတ်သားဖြစ်တဲ့အခါကျတော့အဲ့ဒီကိလာသတောင်းမှာနတ်သားလာဖြစ်တဲ့အခါကျတော့ထောဘဆွမ်းနိုးကနာဆွမ်းနေသူ့မှာအလွန်ပေါ်တယ်တဲ့ဒါကြောင့်ရှင်ကိုဋ္ဌညာကြီးကြွလာပြီဆိုလို့ရှိရင်သူကကိလာသတောင်းပေါ်ကနေဆင်းလာပြီးတော့ရှင်ကိုဋ္ဌညာမထေသူများကိုထောဘဆွမ်းတို့ကနာတို့ဆွမ်းတို့ကတ်တယ်ကြွလာမှကတ်တာမကြွလာရင်တော့သွားမကတ်ဘူးသို့သောအခါတိုင်းကြွလာဆိုတော့နေတိုင်းတော့မကြွဘူးမြေတိုင်းရှင်ကိုဏညာကြီးကတခါကြမှာကြွသွားတာကြွသွားတဲ့အခါမှာဆိုရင်တော့ဖြင့်ဆွန်းဖုံးပေးရတယ်အဲထောဘဆွမ်းတဲ့နိုးကနာဆွမ်းဒါဖုံးပေးရတယ်ဒါကနာဂဒဋ္ဌနတ်သားကလှူတာဒါမြင်ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့တော်ထဲမှာကြည့်လိုက်ရင်လူသားရဲ့လို့ရှိသလားမရှိဘူးအဲ့ဒီကေလာသတောင်မှာစောင်းနေတဲ့တောင်ဆောက်နတ်သားနာဂဒဋ္ဌနတ်သားနဲ့ဆင်နေပဲရှိတယ်အဲ့တော့ဒါကနေခင်းပိုင်းအစီအစဉ်တွေပြောပြတာညရောက်ပြီတဲ့ညရောက်ပြီဆိုလို့ရှိရင်အလှည့်ကြတဲ့ဆင်ကမအိပ်ဖဲနဲ့ရှင်ကိုဋ္ဌညာကြီးသတင်းသုံးတဲ့အဲ့ဒီကြောင်းလေးကိုပါပြီးတော့တညာလုံးသားရဲ့တိရစ္ဆာန်ဘေးတွေကြားတို့ရှင်သေးတို့အဲ့ဒီလိုအန္တရာယ်ပြုမဲ့တိရစ္ဆာန်တွေမလာရအောင်လို့အဲ့ဒီမှာဆင်ကြီးကမလုပ်လေညတိုင်းစောက်ရှောက်ပေးတယ်တဲ့အဲ့ဒီလိုနဲ့ဘေးတတ်တွေနေ့စဉ်ရှင်နေဟာအလှည့်ကြတနေ့ကိုတကောင်တာဝန်ယူပြီးတော့စောက်ရှောက်ပြီးတော့ရှင်နေရဲ့ပြုစုလုပ်ကြွေးခြင်းကိုခံယူပြီးတော့တောရအကြောင်းမှာရှင်ကိုဏညာမထေသူမြတ်ကြီးတည်င်းသုံးပြီးတော့နေလာလိုက်တာဘယ်နှစ်ကြာသွားတော့ဆိုရင်12နှစ်ကြာသွားပြီဘယ်နှစ်လဲ12နှစ်တိုင်ဘိန်းတို့ပြေးတိုင်းတောကြောင်တောင်ကြောင်ခိုအောင်ပြီးတော့တောတဲ့တောင်ထဲမှာရှင်ကိုဏညာမထေကြီးတည်င်းသုံးပြီးတဲ့အခါကျတော့တနေ့တော့အာယုသင်္ခါရတဲ့ငါရဲ့တတန်းဘယ်လောက်ရှိသေးလဲလို့တတန်းကိုပြန်ပြီးတော့အာယုသင်္ခါရကိုဆင်ခြင်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့အာယုသင်္ခါရကုန်နေပြီပြိဋိဘံစားတော့မယ်အာယုသင်္ခါရတတန်းကုန်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟာဒီတော်ကြီးထဲမှာပြိဋိဘံစားဘုရားလည်းမလျှောက်ပါသေးဘူးအဲ့တော့မဖြစ်ဘူးဆိုပြီးတော့ပြိဋိဘံစံဖို့လို့အရေးများစွာဘုရားကိုအတိပေးရှောင်ထားမှာပဲလို့ဆုံးဖြတ်ပြီးတော့ဘုရားရှင်ကိုရောမြတ်သတင်းသုံးနေရာဖြစ်တဲ့ရာစကြိုပြည်ဝေလူဝန်ကျောင်းတော်ကိုရှင်ကိုဋ္ဌညာမထေကြီးသည်တဲ့ကောင်းငင်ခရီးဇံဟုံစီးပြီးတော့ဝေလူဝန်ရွှေကျောင်းတော်ကိုရောက်လာတယ်ဘယ်ကိုရောက်လာလဲဝေလူဝန်ရွှေကျောင်းတော်ကိုရောက်လာပြီးတော့မြတ်စွာဘုရားထံဝင်ရောက်လို့ရှိခိုး
ရှ ခိုးပြီးတဲ့အခါကျတော့မှဘုရားရှင်ကိုရောမြတ်ရဲ့ခြေတော်ကိုဥကောင်းနဲ့တိုက်ပါးစပ်နဲ့စုပ်လက်နဲ့တအားဆုံးနေပြီးတော့နှုတ်ကလည်းပဲဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ကွန်တင်ကြပါဘုရားဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဗန္ဒီဘဂဝါဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားအဘုရားတပည့်တော်သည်ကွန်တင်ညောနာမကွန်တင်ညအမည်ရှိပါတယ်ဘုရားလောအဝေါ်စာရွှေနရောကြအောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော်တည်းမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ခြေတော်ကိုဥကောင်းနဲ့တိုင်ပါးစပ်နဲ့စုပ်လက်နဲ့ဆုပ်နေပြီးတော့တပည့်တော်ကွန်တင်ညကြီးပါဗျာကွန်တင်ညကြီးပါဗျာလို့သူ့ရဲ့ဘွဲတော်ကိုထုတ်ပြီးတော့လျှောက်တယ်မြတ်စွာဘုရားကကွန်တင်ညမသိပဲနေပါမလားသိတာပေါ့ဘာဖြစ်လို့ဗျာတပည့်တော်ကွန်တင်ညပါဗျာကွန်တင်ညပါဗျာလို့သူ့ရဲ့ဘွဲကိုလျှောက်တာတော့ဆိုလို့ရှိရင်ရှင်ကွန်တင်ညကြီးကိုမှီလိုက်တဲ့ထေကြီးဝါကြီးပုဂ္ဂိုလ်တွေကတော့ဒါရှင်ကွန်တင်ညပဲဆိုတာသိတယ်ရှင်ကွန်တင်ညကြီးကျောင်းတော်ကထွက်သွားပြီးတော့တောထဲမှာသတင်းသွားသုံးနေပြီးနောက်ပိုင်းမှာသင်္ကန်းဝက်လာတဲ့ကိုတော်တွေကရှင်ကွန်တင်ညဆိုတာဘယ်သူမှမသိဘူးသူတို့ကဒါကြောင့်မို့လို့ခေါင်းပြူဆွဲကြိုးကောင်းမြူခါကုန်းသွားပြုံရွေးရုံဒီယဟန်အိုကြီးကဘယ်သူလဲဘာကြောင့်ဒီလိုလလုံးနေရတာလဲလို့စိတ်ထဲကနေပြစ်မှားလိုက်လို့ရှိရင်ပုရုဇဉ်ကိုယ်တော်တွေအကုသိုလ်ပြစ်တွေဖြစ်လိမ့်မယ်ဒါကြောင့်မို့လို့အကုသိုလ်အပြစ်ကနေကင်းဝေးကြပါစေငါကိုရှင်ကွန်းတင်ညမှသိကြပါစေဆိုတဲ့ဒီရည်ရွယ်ချက်ဖြင့်ရှင်ကွန်းတင်ညဟာသူ့ရဲ့ဘွဲတော်ကိုထုတ်ပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကိုလျှောက်ကြားနေတယ်အဲ့ဒီလိုလျှောက်ထားနေတာကိုသံဃာသိက္ခာထဲမှာတရင်သုံးနေတဲ့အချင်းဝင်ဂိတမထေသူမြတ်ကတပည့်တော်ကိုယ်တင်ညာကြီးပါဗျာတပည့်တော်ကိုယ်တင်ညာကြီးပါဗျာလို့ဘုရားခြေကိုတခါတည်းလက်တော်နဲ့ကင်ပြီးတော့ဥကောင်းနဲ့တိုက်ပြီးတော့ဒီလိုရှောင်းနေတာတန်ဃာတွေကဝိုင်းကြည့်နေတာအဲ့ဒီဝိုင်းကြည့်နေတဲ့တန်ဃာတွေထဲမှာဝင်ဂိတလို့ခေါ်တဲ့မထေရကြီးတစ်ပါးရှိတယ်အဲ့ဒီမထေရကြီးဟာဘုန်းကြီးတို့ပြည့်တဲ့ပရိပါဏညံအလွန်ထက်တယ်တဲ့ရှင်းရှင်းပြောလို့ရှိရင်ဘုန်းကြီးတို့ပြည့်တဲ့နားလည်အောင်ပြောလို့ရှိရင်လက်တန်းပေါ့လက်တန်းစာဆိုလက်တန်းကြပြလက်တန်းလင်းကလက်တန်းပါဠိတော်ချက်ချင်းသူကတီကုန်းနိုင်တယ်သူ့မှာအဲ့ဒီအရေးချင်းတွေရှိတယ်စာရွက်တွေဘာတွေဘောပင်တွေကင်ပြီးတော့ဒီလိုစဉ်းစားပြီးရေးနေကြမလို့ညံအလွန်ထက်တဲ့ကိုတော်ကြီးအဲ့ဒီကိုတော်ကြီးကဝင်ကြီးတလို့ခေါ်တယ်အဲ့ဒီမထေရကြီးဘွယ်အဲ့ဒီကိုတော်ကဘာမပြောညာတွန်းနဲ့မတ်တရလက်အုပ်ချပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့ဉာဏ်ထဲမှာရှင်ကွန်းတင်ညကြီးကိုချီးကျူးပူဇော်ခြင်းနဲ့ပฏิပံဂါထာများဖြစ်ပေါ်လာပါတယ်ခင်ဗျာအဲ့ဒီလိုလျှောက်ထားတော့မှမြတ်စွာဘုရားရှင်ကိုတော်မြတ်ကခြေသားဝိငိတတည့်ရဲ့ဉာဏ်ထဲမှာထင်လာတဲ့ပฏิပံဂါထာများကိုရွတ်ဆိုပါရှင်ကွန်းတင်ညမထေရသူမြတ်ကြီးကိုပူဇော်ပါလို့ဘုရားရှင်ကိုတော်မြတ်ကဝိငိတမထေရသူများကိုအမိန်ပေးလိုက်တဲ့အခါကျတော့ဝိငိတမထေရသူများကရှင်ကွန်းတင်ညမထေရကြီးရဲ့ခုံပုတ်တွေကိုရွတ်ဆိုပူဇော်တယ်တဲ့ဗုဒ္ဓ ानु ဗုဒ္ဓသောထေတော်ကွန်းတင်ညောတိဗ္ဗနိက္ကမောလာဘိဒုက္ခဝိဟာရဏံဝိဝေကနံအဘိနသောဗုဒ္ဓ ानु ဗုဒ္ဓသောထေတော်ကွန်းတင်ညောတိဗ္ဗနိက္ကမောလာဘိဒုက္ခဝိဟာရဏံဝိဝေကနံအဘိနသောကွန်းတင်ညောနွယ်တော်ဝတ္တကွန်းတင်ညကိုနာမတွင်ခေါ်အမိတော်လည်းရှိတော်မူပါပေထသောထေတော်မြတ်စွာထံမောက်အဖို့ရောက်မျော်သည့်ဘုံတော်ဥက္ကထောမထေရမြတ်ကြီးသည်ဗုဒ္ဓ ानु ဗုဒ္ဓဖယားဤနောက်ဉာဏ်ရှင်လျောက်၍လေးထောက်သစ္စာနည်းနည်းစွာကိုပထမဓိကအစာဆုံးသိတော်မူမှုကြောင့်ဗုဒ္ဓ ानु ဗုဒ္ဓဂုဏ်နုရတော်မူပါပေ၏တိဗ္ဗနိကမောသူမတုတံလွန်ပြင်းထန်သည့်တမ္ပပရံလုံးလဝရိယလည်းရှိတော်မူပါပေ၏ဒုက္ခဝိဟာရဏံမျက်မှောင်ဘဝပစ္စခဝေအေးမြချမ်းသာသောနေထိုင်ကြောင်းဖြစ်ကုန်သောဝိဝေကနဝိဝေကသုံးပါးမြတ်သောတရားတို့ကိုအ
အဘိနာသောအမြဲမပြလာပြီးချမ်းမြေ့ကြည်စွာဩရတော်မူလေရှိပါပေပြီတကားနောက်တခါယံသာဝကေနပတ္တဗံယံသာဝကေနပတ္တဗံတတ္ထုသာသနာကာရိနံသဗ္ဗတတံဝနုပတ္တံအပ္ပမတ္တတသိက္ခတောယံသာဝကေနပတ္တဗံတတ္ထုသာသနာကာရိနံသဗ္ဗတတံအနုပတ္တံအပ္ပမတ္တတသိက္ခတောတတ္ထုသာသနာကာရိနံဖယားမြတ်စွာဆုံးမယကိုလိုက်နာခြင်းသုံးလေးရှိသောသာဝကေနတပိသာဝကအရိယသံဃာသည်ရာခြင်းမလေးပါဖိုလေးပါပဋိသမိတာညာအပြားစသည်ကိုပတ္တဗံညာဖြင့်ဆိုင်ကရောက်အာရအထိုက်ပါပေပြီအတ္တထုဘုံတော်ဥက္ကရှင်ကိုတညမထေရမြတ်ကြီးသည်တန်တာဗံထိုမလေးပါဖိုလေးပါပဋိသမိတာညာအပြားစသည်အလုံးစုံကိုအပ္ပမတ္တကအပ္ပမရတရားလက်ကင်ထားလျက်သိက္ခတောသိက္ခာသုံးပါးပွားများကျိုးကိုအထုတ်ကျင့်ကြံတော်မူသည်ဖြစ်၍အနုပါတံသာဝကများစွာထေသံဃာတို့တွင်တဘာတော်ထူးလွန်ပြန့်ပြု၍လက်ဦးဆိုင်ရောက်အပ်ခဲ့ပါပေပြီတကားမဟာနုဘာဝတေဝိသောစေတောပရိယာယကောဝိတောကွန်တင်ညောဗုဒ္ဓသာယတောပါတိဝန္တတိတထုနောမဟာနုဘာဝတေဝိသောစေတောပရိယာယကောဝိတောကွန်တင်ညောဗုဒ္ဓသာယတောပါတိဝန္တတိတထုနောမဟာနုဘာဝကြီးမြတ်သောအနုဘောရှိတော်မူထသောတေဝိဇောပုဋ္ဌိအာဟုဝိဇ္ဇာသုံးပါးထင်ရှားရှိထသောစေတောပရိယာယကောဝိတောစိတ်ဖြင့်ဘုံအကုန်တင့်မြင်စေတောပရိယအဘိညာဉာဏ်ရှင်လည်းဖြစ်တော်မူပါပေထသောဗုဒ္ဓဒါယတော်မြတ်စွာဘုရားရှင်ကိုတော်မြတ်၏ကိုယ်ပါဥစ္စာလောကုတ္တရအမွေယရနာကိုရှေးဥစွာရယူတော်မူပါပေထသောကွန်တင်ညောຫນွေတော်ဝန်သကွန်တင်ညာဟုနာမတွင်လမထေရမြတ်ကြီးသည်တထုနောလူနတ်တို့ဆရာဘုရားမြတ်စွာ၏ပါရိခြေတော်အစုံကြာပရုံတို့ကိုဝန္တတိဥတိုင်နန်းဆုပ်လက်ဖြင့်ဆောက်၍ပြတ်တုံရောကြောရှိခိုးတော်မူနေပါပြီတကားရှင်ဘုရားတို့တဲ့မြတ်စွာဘုရားပြီးရင်လူသားတွေထဲမှာသစ္စာ၄ပါးကိုအဥဆုံးသိတော်မူတဲ့ပုဂ္ဂိုလ်ကြီးဟာရှင်ကိုဋ္ဌညမထေရသူမြတ်ကြီးပဲဖြစ်တော်မူတယ်ရှင်ကိုဋ္ဌညမထေရသူမြတ်ကြီးဟာပုဗ္ဗေနိဝါဒသုတ္တရိဉာဏ်ဒိဗ္ဗစက္ခုဉာဏ်အသွေခယဉာဏ်လို့ခေါ်တဲ့ပုဋ္ဌိအဝိဇ္ဇာ၃ပါးဉာဏ်နဲ့ပြည့်စုံတယ်အဲ့ဒီလိုဝိဇ္ဇာ၃ပါးဉာဏ်နဲ့ပြည့်စုံတော်မူတဲ့ရှင်ကိုဋ္ဌညမထေရသူမြတ်ကြီးသည်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဥတိုက်လို့ကြောနေပြီလို့ရှင်ဝင်္ကိတမထေရသူမြတ်ကဂါထာ၃ပုဒ်တို့ဖြင့်ရှင်ကိုဋ္ဌညကြီးရဲ့ဂုဏ်တွေကိုရှောက်ပြီးတော့သူကပြန်ထိုင်သွားရောပြန်ထိုင်သွားတဲ့အခါကျတော့မှရှင်ကိုဋ္ဌညမထေရသူမြတ်ကြီးကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကိုလှုပ်ချီမိုးရှ िख ိုးလို့ရှောက်ပြီးဝေဒာမိဟမဟာဝိရာဣတံပိစိမဝန္ဒနံသစေမေခလိတံဒောတံသဗ္ဗခမဟိနာယကဝနာမိဟံမဟာဝိရာဣတံပိစိမဝန္ဒနံသစေမေခလိတံဒောတံသဗ္ဗခမဟိနာယကမဟာဝိရာကြီးသောလုံလာရှိတော်မူသောမြတ်စွာဘုရားတန်ထိုအတုမရှိမုနိထိုတာရှင်မြတ်ဘုရားကိုအဟံလက်ဥဆုံးတပေတစ်ပါးဟုမြောက်စားခြင်းခံရသောဘုရားတပည့်တော်ကိုဋ္ဌညသည်ဝန္ဒာမိလက်ပန်းဆုံးချီကြော့၍
အကျဉ်းချင်းကတော့လိုက်ပါပြီဖရာဣဒံရှင်မြတ်ဖရာစိကဝလျောယခုလိုရှ िख ိုးလိုက်ရခြင်းသည်ပိစိမဝန္ဒနံနောင်ခါမျောချင်းတွေ့ခွင့်မမြင်နောင်ခါမျောချင်းတွေ့ခွင့်မမြင်ယခုပင်အာရအောင်ဂါရဝညွန်ကြိုး၍နောက်ဆုံးရှ िख ိုးပူဇော်ခြင်းမှာဖရာ